မနေ့ပြန်တော့မစူရင်နေလို့သူမှာကြားခဲ့ပါပြီ။အော်သူကတိပြီးခဲ့ပါပြီ။မနေ့ပြန်တဲ့တင်ရဲ့အနာဂတ်တော့မစူရင်ပါနဲ့လို့ပြောခဲ့ပါပြီ။အော်ကျွန်တော်ကိုယ်ကိုယ်တော့ယေရှုကျွန်တော်နာမရဲ့သူပါရှိလို့သူယေရှု။အော်လူဒီလိုလေကျေးဇူးတော်ကြောင့်သာလာမနေနာခဲ့တဲ့မမှုတော့ပါကူတော်ရှိကျေးဇူးရဲ့ချေကဒီရဲ့ချေတိုင်းမှာကူတော်ရဲ့ရှိနာဒီခံစားရနေ့တိုင်းအတိခံစားရတော့ခွင့်ပေးတော့ကြောင့်ကိုရောကိုယေရှုတင်တယ်ဒီနေ့ဒီလောကမှာအတိခံစားဖို့ရအတွက်ခက်ခဲနေတဲ့ကြားထဲမှာကိုရောမြတ်ကယူနာတော်ဒီနေ့အစင်မြဲထွက်တဲ့ကဲတော့နေ့ရက်စဉ်တိုင်းအတိခံစားရတော့ခွင့်ပေးတော့ကြောင့်ကိုရောကိုယေရှုတင်ပါတယ်ဒီနေ့ကိုရောရှင်ဖာမစ်စွာဘုရားသူကယူနာတော်အတိဒီပေရနဲ့မှာနိုင်လို့မရတဲ့ကိုရောရဲ့ယေရှုတော်တဲ့ကြောင့်ဖြစ်တယ်ကိုရောကိုယုံကြည်တော့သူတိုင်းဒီသူအတိကောက်ကြည့်မင်္ဂလာနေ့ရက်စဉ်တိုင်းပေးလာတော့ဘုရားကြောင့်ကိုရောကိုယေရှုတင်ပါ၏ဒီနေ့ကျွန်တော်ရဲ့ထိုက်တန်ချင်းမထိုက်တန်ချင်းပေါ်မှာမဟုတ်ဘဲနဲ့ကိုရောရဲ့မေတ္တာကယူနာပေါ်မှာဒီနေ့ဂျေဇုတော်တတ်တဲ့အဖြစ်သူတည်တာကောင်းခြင်းမလဲခံစားရတဲ့ခါမှာအိုးကိုရောရဲ့ဂုဏ်ဂျေဇုတော်ပြန်လဲပြီးချီးမွမ်းကြပါ၏ခရစ်တော်ကဘာတော်အဖြစ်ပြန်လဲပြီးမှအတိတ်တော်ဖွင့်ပြခြင်းကိုပေးသနာတော်မူပါအတိတ်တော်ခွန်အားပေးသနာတော်မူပါအတိတ်တော်လမ်းပြပူဆောင်ခြင်းကိုကိုရောရှင်နေပေါ်ပြတော်မူပါအလိုတော်ကိုပြန်လဲပြီးမှတဖန်ခံစားပြီးနားလဲသဘောပေါက်နိုင်တို့နှုတ်ကပတ်တော်ပေါ်မှာလည်းကောင်းချီးပေးပါမယ်ကြောင်းရတော်ယေရှုနာမဖြင့်ဆုတောင်းစက္ကအနံ့ကြောင့်ဖတ်တော်မြတ်စွာဘုရားအာမင်မိနာမိတ်ဆွေတကယ်ချွတ်ပြောပါဒီနေ့အသစ်ခံစားရမယ်လို့ကောင်းချီးမင်္ဂလာအသစ်ခံစားရမယ်လို့ဟာလေလုယာအာမင်ဖျားရှင်ကောင်းချီးပေးပါစေဟာလေလုယာကျေးဇူးများတင်ပါတယ် worship team အထူးကျေးဇူးတင်ပါတယ် worship team ဖျားရှင်ဆက်လက်ပြီးကောင်းချီးပေးပါစေအာမင်ဆိုတော့ကျွန်တော်တို့ကိုယ်ွယ်ချင်းတွင်မှာဖျားရှင်ဖွင့်ပြတဲ့အရာကနေ့ရက်စဉ်တိုင်းအသစ်တော်ကောင်းချီးမင်္ဂလာကျွန်တော်တို့ပေါ်မှာဖျားရှင်ပြင်ဆင်ပေးမှာဖြစ်တယ်အာမင်ဒါပေမဲ့အဲ့ဒီအသစ်ကောင်းချီးမင်္ဂလာဖျားရှင်ပြင်ဆင်ပေးပေမဲ့လူချင်တော်သူပေါ်မှာဖျားရှင်တက်ရောက်စေတာဖြစ်တယ်အာမင်တောင်းတတော်သူပေါ်မှာဖျားရှင်ကရောင်းရတော့ခွင့်ကိုပေးနေတာဖြစ်တယ်အာမင်ဆိုတော့ဒီနေရာကိုနှုတ်ကပတ်တော်ဝင်ကခွင့်ပြန်လည်ပြီးမှရရှိတဲ့ကြောင့်ထူးကျေးဇူးတင်တယ်တောင်းရှိပုဂ္ဂိုလ်များလည်းထူးကျေးဇူးတင်ရှိကြောင်းရှိဥစွာပြောကြားလူတယ်ကျွန်တော်ဒီမှာလာတိုင်းကျွန်တော်အတွက်အသစ်တစ်ခုခုအမြဲတမ်းဖြစ်နေတယ်နော်ဒီမှာ pulpit အသစ်တွေဖြစ်နေတယ်ဟာလေလုယာပလင်ကိုလည်းဟိုဘက်ကနေအလဲကိုရွှေ့နေတာဒါလည်းအသစ်ပဲကျွန်တော်အတွက်ပေါ့နော်ကျွန်တော်တဲ့အဲ့ဒါတွေအသစ်ဖြစ်တယ်ပြီးတော့တကယ်ကိုပဲကျွန်တော်ထင်ပါတယ်ယုံကြည်တယ်ဒီနေ့စိတ်နှလုံးအသစ်နဲ့ပြိမာန်တော်လာကြမယ်လို့လည်းယုံကြည်ပါတယ်အာမင်ဟုတ်ပြီနော်ဆိုတော့ဖျားရဲ့နာမတော်လည်းချီးမွမ်းပါတယ်လို့ဒီနေ့ဖျားတဲ့နှုတ်ကပတ်တော်ကျွန်တော်တို့ဝင်ငါဖို့ဆင်ခြင်ဖို့လို့ငါဖျားရှင်ဖွင့်ပြတဲ့တဲ့ရင်ကတော့ဖျားတခင်အတောင်တဆုံးအရာနဲ့စာတန်၏အတောင်တဆုံးအရာဆိုတဲ့ခေါင်းစဉ်အားဖြင့်ဒီနေ့ခွန်အားပေးလိုပါတယ်ဒီနေ့ကျွန်တော်တို့လောကမှာအမှုတော်မြတ်ထဲမှာတစ်ခါတလေကျွန်တော်အခုကျေးဇူးတော်အားဖြင့်မှုတော်မြတ်ထဲပါဝင်တဲ့အခါမှာသင်တော်မှာတော့၎င်းဒီသာသနာတစ်ခုခုကျွန်တော်ပါဝင်တဲ့အခါမှာသူများလို့တော့အတွေ့အကြုံတော့မများသေးပေမဲ့ဘာတစ်ခုအမြဲတမ်းခံစားရလဲဆိုတော့ဘုရားရှင်ဖွင့်ပြတဲ့သတင်းစကားတစ်ခုကိုကျွန်တော်ရရှိခံစားတဲ့အခါမှာချို့အရာကိုအကောင့်ထဲပေါ်လှုပ်ဆောင်နေတဲ့အခါမှာကျွန်တော်တို့ကကျွန်တော်တို့ ਨੇ လှုပ်ပေါ်ဆောင်ဖက်ဒီပေါ့နော်ကျွန်တော် ਨੇ ထိတွေ့နေတဲ့လူအားလုံးကဟုတ်ကဲ့ဆိုတဲ့အရာတွေနဲ့နော်အဲ့ဒီပုံကိုယ်တွေနဲ့လက်တွေ့ရတာတကယ်ကိုပျော်စရာကောင်းတာဖြစ်တယ်။အားကြောင့်လဲဆိုတော့ဖခင်ရဲ့ဖွင့်ပြချက်အတိုင်းကိုကျွန်တော်တို့ကကျွန်တော်တို့ထက်ပူပြီးမှတိချင်တဲ့လူတွေကျွန်တော်တို့ထက်ပူပြီးမှငါပူတိတယ်ဆိုတဲ့လူတွေနဲ့တစ်ခါတလေတွဲတဲ့အခါမှာဝိညာဉ်ရင်းရမှာတလကောင်းအမှုတော်မြတ်ထဲမှာတလကောင်းတစ်ခါလေအခက်ခဲကြုံတွေ့ရတာဖြစ်တယ်ဥပမာလေးတစ်ခုပြောပြမယ်ဥပမာအနေနဲ့ကျောင်းသားဖြစ်လို့ရှိရင်
Kuwa belau betata siari alugu like matali the back count him up here. So general Jounted Donga Amira General Piota de Yaga Valesuro Jounta Pide Kama General Genoya Adika Secreca Siari Missy now on Manida at General Secret Pide. Kuwa belau bet siari tet Kuwa belau bet siari tet toto Piashinga Edisia go quick hamata de jam General in a missy now on Mani Dave Betting Galale Jumpy de Ati Piashi any the same county Bila de Kamaဒါကတော့ဖျားရှင်ဖွင့်ပြတဲ့အတွက်ကျွန်တော်ဆက်ပြီးတော့သွားမှာပေါ့နော်သူနည်းသူပဲသားသမီးမှန်ရင်မိဘတွေရဲ့မျက်စိနောက်အောင်မနေရဘူးပြီးတော့ဘယ်နေရာမှာဆိုဘယ်သာသနာမှာဆိုကျွန်တော်တို့အထက်ကခေါင်းဆောင်တွေရဲ့မျက်စိနောက်အောင်မနေတဲ့အရာလေးကကျွန်တော်ဒီနေ့ဝင်ငါတက်တေခံမဲ့အရာကဘာလဲဆိုတော့လူလောကမှာရှိနေတဲ့လူသားအားလုံးရဲ့အကြီးမြတ်ဆုံးသောသူကဘုရားသခင်ဖြစ်တယ်ဘုရားသခင်အတွက်အကြီးမားဆုံးရန်သူကစာရန်ဖြစ်တယ်။ဒါကြောင့်မို့ဒီကနေ့ဘုရားတောင်းတဆုံးအရာနဲ့စာရန်အတောင်းတဆုံးအရာဒီနေ့တိမယ်ဆိုရင်ဘဝမှာတမူထူးခြားဖျားရှင်အောင်မြင်မှုဖြစ်မှာဖြစ်တယ်။အာမင်။ဒါကဝိညာဉ်ရေးအတွက်လည်းဖြစ်တယ်လို့ကိုယ်ကာယအတွက်ဖျားရှင်ပြင်ဆင်ပြီးမဲ့နှုတ်ကပတ်တော်လည်းဖြစ်မယ်လို့ယုံကြည်ပါတယ်လို့ရှိဦးစွာကျွန်တော်နှုတ်ကပတ်တော်တဲ့ခဏလေးစက္ကဆုတောင်းအနံ့ကြရအောင်ပြင်ဆင်ပေးတဲ့ကိုရရှင်နှုတ်ကပတ်တော်တဲ့ကိုရကိုဂျေဇုတင်တယ်အတစ်တပံကိုရရှင်ခွန်အားပေးပါသာသမီရောက်စင်စီတိုက်ကိုရရှင်နှုတ်ကပတ်တော်အားဖြင့်စကားပြောခြင်းအားဖြင့်ဒီနေ့အလာနဲ့အပြည့်မတူတဲ့ကောင်းချီးမင်္ဂလာနဲ့ကိုရရှင်အဖမြတ်စွာဘုရားသူကောင်းချီးမင်္ဂလာခံစားဖို့လို့ငါမှတ်စားတော်မူပါကိုရနှုတ်ကပတ်တော်ကိုရလက်ဝဲ၌ကောင်းချီးပေးဖို့လို့ငါစက္ကဆုတောင်းအနံ့ကြပဲဖာထောင်မြတ်စွာဘုရားအာမင်ဆိုတော့ကျွန်တော်ပေးတဲ့ title ကတော့ဘုရားအတောင်းတဆုံးအရာနဲ့စာရန်အတောင်းတဆုံးအရာဆိုတော့တစ်ချက်ပေါ့နော်ပရမတ်ချက်အနေနဲ့ဘုရားခင်တောင်းတဆုံးအရာကပါလေဘယ်သူလို့ထင်လဲဘုရားခင်ဒီလောကကျွန်တော်တို့အတွက်ပေါ့နော်ဘုရားခင်ဆိုတာကအရာခတ်တဲ့အလုံးစုံရဲ့ဖန်ဆင်းရှင်ဖြစ်တဲ့မှန်တယ်ဒီလိုဆိုဘုရားခင်အတောင်းတဆုံးအရာဘာဖြစ်မယ်လို့ထင်လဲစိတ်ထဲမှာဖြည့်စီခြင်းတယ်တခုခုကိုင်းစီခြင်းတယ်ငါစုပါတယ်ဆိုလို့ရှင်လေရေးစီခြင်းတယ်ဘာဖြစ်မယ်လို့ထင်လဲဘုရားခင်အတောင်းတဆုံးအရာဒါတွေအားလုံးသိဖို့လို့ငါကျွန်တော်တို့ကပောက်ချက်ခန်းကြီး1:26 29ဘုရားနှုတ်ကပတ်တော်ကိုရှုစွာကျွန်တော်ဖတ်ကြားရအောင်အစဉ်ပြေမယ်ဆိုလို့ရှင်ပေါပွင့်ရနေကျွန်တော်ဒီဥစ္စာလေးကိုဘုပြစီလိုပါတယ်အားလုံးဘုရားခင်နှုတ်ကပတ်တော်ဖတ်ရအောင်ကပောက်ချက်1:26 29ဖြစ်ပါတယ်ဟုတ်ပြီအစဉ်ပြေပြီနော်တဖန်ဘုရားခင်ကငါတို့ပုံတရားနဲ့အညီတဒန်တီလူကိုဖန်ဆင်းကြစို့သူဒီပလင်ငါတို့ကို၎င်းကောင်းကင်ငှက်တို့ကို၎င်းသားရှင်တို့ကို၎င်းမိသဖြင့်လုံးနဲ့တကွာမိပေါ်မှာသွားတတ်သောသရိษံအပေါင်းတို့ကို၎င်းအုပ်ဆိုးစေဟုအမိန်တော်ရှိ၏အပိုင်းငယ်20ခွန်သူတို့ဖျားသခင်ဤမိမိပုံတရားနဲ့အညီလူကိုဖန်ဆင်းတော်မူ၏ဖျားသခင်ဤပုံတရားတော်နဲ့အညီလူယောက်ျားလူမိန်းမကိုဖန်ဆင်းပြီးလေဟာလေလုယာဒီနေ့ဖျားသခင်အတောင်းတဆုံးအရာဒီနဲ့ကျွန်တော်ပဲဖြစ်တယ်ဟာလေလုယာဖျားရှင်လူချင်းတောင်းတဆုံးအရာဒီကျွန်တော်တို့ကိုယ်တိုင်ဖြစ်တယ်ဘာကြောင့်လဲကျွန်တော်တို့ဒီမြို့ကနေဆင်းတဲ့လူလည်းမဟုတ်ဘူးနော်ဒီကျွန်တော်တို့ခံယူချက်မျိုးမျိုးရှိတဲ့အရာတွေကျွန်တော်တို့ဟိုစင်ကဲဖြစ်လာတာမဟုတ်ဘူးဖယားသခင်ရဲ့ပုံတဒံတော်နဲ့အညီဖန်ဆင်းထားတော်လို့ဖြစ်တယ်အာမင်အာမင်ဆိုနိုင်မလားအာမင်ဆိုနိုင်မလားဆိုတော့သင်ကိုလာတယ်လို့ထင်မလာဘူးလို့ထင်ဘယ်လိုအချီနေမဲ့တယ်ဖယားရှင်ရဲ့ပုံတဒံတော်ကျွန်တော်တို့အထဲမှာရှိနေတာဖြစ်တယ်ဒါကြောင့်မို့ဖယားအတောင်းတဆုံးအရာဒီကျွန်တော်ပဲဖြစ်တယ်လို့သင်ကိုယ်တိုင်ပဲဖြစ်တယ်ဒါကြောင့်မို့ဒီဝိညာဉ်ရေးရမှာဒီကဏ္ဍလေးကိုကျွန်တော်သိမယ်ဆိုလို့ရှင်ဝမ်းနည်းစရာအကြောင်းမရှိဘူးဆုံးရှုံးချအကြောင်းမရှိဘူးရှစ်ကိုမတိုးရဲစရာအကြောင်းမရှိဘူးဖျားပေးတဲ့ယူပါယုံနဲ့ဖျားပေးတဲ့ဖြစ်စီခြင်းနဲ့အခန်းကဏ္ဍနဲ့ကျွန်တော်ရှေ့ဆက်သွားဖို့ပဲဖြစ်တယ်ဟာလေလုယာဖျားဘာကြောင့်လဲဆိုတော့ဖျားရှင်အတောင်းတဆုံးအရာဒီကျွန်တော်တို့ပဲဖြစ်တယ်ဆိုတော့ဒီနေ့ကျွန်တော်တို့ဖျားရှင်တောင်းတတဲ့အရာမှာဒီကနေသဆင့်ကျွန်တော်တို့သိဖို့ရအတွက်နှစ်ချက်အားဖြင့်ထပ်ပြီးမှပြောပြလိုတယ်နံပါတ်1ကျွန်တော်တို့ဖျားရှင်ပုံတဏ္ဍာတော်နဲ့အညီဖန်ဆင်းသောလူပုဂ္ဂိုလ်ဖြစ်သောကြောင့်
ကျွန်တော်တို့မှာလှုပ်ဖို့ရအတွက်နှစ်ချက်ရှိပါတယ်ပထမချက်အနေနဲ့ဖျားကိုတိဖို့ရအတွက်ဖြစ်တယ်ကိုယ့်ရဲ့ပိုင်ရှင်ဖြစ်တဲ့ဖျားကိုတိဖို့ဖြစ်တယ်ကိုယ့်ရဲ့ဖန်ဆင်းရှင်ဖြစ်တဲ့ဖျားကိုတိဖို့ဖြစ်တယ်ဒါကြောင့်ဒီနေ့ဖျားအလိုတော်တိနိုင်ဖျားအလိုတော်တိနိုင်ဆိုတဲ့ဆုတောင်းချက်တွေအရန်ကောင်းတဲ့ဆုတောင်းချက်ဖြစ်တယ်ဖျားတခင်အလိုတော်အလိုတော်ဖျားကိုတိဖို့ရအတွက်ဖြစ်တယ်ဆိုတာကိုကျွန်တော်တို့အားလုံးသိပြီးသားဖြစ်တယ်ဆိုတော့ဖျားကိုတိချင်းအားဖြင့်ဘယ်လိုကျွန်တော်တက်တည်ခံနိုင်မလဲဆိုတော့ဖျားကိုတိတဲ့နေရာမှာရှင်ယောဟန်36ထဲမှာရှိတဲ့အတိုင်းပဲဖျားတခင်ဒီမိမိ၌တပါးတည်တော်သားတော်ယေရှုခရစ်တော်ကိုစွန့်တော်မူသည့်တိုင်အောင်လောကီသားဖြစ်တဲ့သင်နဲ့ကျွန်တော်ကိုချစ်တော်မူပြီးမှကားရိုက်ပေါ်မှာသူတက်တည်ပြတဲ့ဖျားတခင်ရဲ့ချစ်မေတ္တာကိုနားလည်သဘောပေါက်ခြင်းဖြစ်တယ်ထာဝရအသက်ရဖို့လို့ငါထာဝရဖျားပြင်ဆင်ပေးထားတဲ့ထာဝရအတွက်ပြင်ဆင်ပေးတဲ့သူတည်တော်သားတော်ယေရှုခရစ်တော်ကိုမိမိအတွက်အသေးခံပြီးကျွန်တော်ရဲ့အဖြစ်အလုံးစုံတို့ကိုစေးကြောပြီးကျွန်တော်တို့ထာဝရအသက်ပေးဖို့လို့ငါဖျားရှင်လှုပ်ဆောင်ပေးတဲ့အရာကိုတိချင်းဖြင့်တော်၎င်းလက်ခံချင်းဖြင့်ကျွန်တော်ဆက်သွားဖို့ဖြစ်တယ်အာမင်ဒါကပထမခြေလှမ်းဖြစ်တယ်ဒုတိယကဘာလဲဆိုတော့ကိုတိတဲ့အရာနဲ့ဆက်သွားဖို့ရအတွက်ဖျားအလိုမရှိဘူးဖျားအလိုတော်ရှိတာကကိုတိတဲ့အရာကိုသူတစ်ပါးလဲတိစေဖို့ရအတွက်ကျွန်တော်တို့ကိုအသုံးပြုချင်တာဖြစ်တယ်အာမင်ဥပမာစီးပွားရေးသမားကသူ့ရဲ့စီးပွားရေးလုပ်ငန်းကိုအောင်မြင်ဖို့လို့ငါသူ့မှာရှိတဲ့နီးဥပဒေသားကိုသူကထပ်ဆင့်ဝင်ရတဲ့အခါမှာထပ်ဆင့်သူတင်ပေးတဲ့အခါမှာသူ့ရဲ့လုပ်ငန်းကုမ္ပဏီကခါတဲ့ကြီးထွားတာဖြစ်တယ်ဒီနေ့မနေ့ဘုရားရှင်ကျေးဇူးတော်အားဖြင့်ကျွန်တော်ဒီအင်ဒိုနီးရှားတင်းတော်တစ်ပါးမှာဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဝင်ငါတက်တည်ခံခွင့်ရတယ်အဲ့ဒီထဲမှာအတင်းသားတစ်ယောက်ကဒီလဲဆိုတော့တင်းသားတစ်ယောက်နဲ့ကျွန်တော်တို့ဘုရားကျောင်းပြီးသွားတဲ့အခါမှာခဏလေးကော်ဖီလေးတောက်ရင်းနဲ့ထိုင်စကားပြောတဲ့အခါမှာမြန်မာပြည်မှာသူဒီမှာစီးပွားရေးလုပ်တာ16နှစ်ရှိပြီအဓိကဘာလုပ်လဲဆိုကျက်မွေးမြူရေးလုပ်ငန်းသူလုပ်တယ်ဆိုတော့အဲ့ဒီကျက်မွေးမြူရေးလုပ်ငန်းမှာဆိုလို့ရှိရင်ဘယ်လောက်ထိအောင်မြင်လဲဆိုတော့သူတို့လုပ်ထားတဲ့ production တွေလည်းပြတယ်ပြီးတော့နွားနို့တွေလည်းနှုတ်အမျိုးမျိုးလည်းသူတို့ထုတ်တယ်ပြီးတော့တခြားလုပ်ငန်းတွေအများကြီးသူလှုပ်ဆောင်ခဲ့တာပေါ့နော်တလမှာ2.3 billion ကျပ်ကောင်ကြီးသူတို့ထုတ်တာဖြစ်တယ်ဆိုတော့ဒါတွေအားလုံးကိုကျမ်းမာဖို့လို့ငါအထူးသဖြင့်ကျက်စာကိုအဓိကကျွေးတဲ့မန်နေဂျာတယောက်ရှိတယ်အဲ့ဒီကျက်ကဘာတွေစားတယ်လဲဆိုတဲ့အရာကိုအစားအစာကိုပေါ့နော်ရောဆက်ပြီးတဲ့သူတယောက်လက်ခကောင်းကောင်းပြီးတယ်သူတို့ဆက်ထားတဲ့နော်အစားအစာကိုပေးတဲ့အခါမှာအဲ့ဒီချက်ကကျမ်းမာတန်ဆွမ်းလာပြီးမှနော်သူ့မှာခုခံအားတွေတက်လာပြီးမှကျွန်တော်တို့ဒီကာလနာယောဂဖြစ်တတ်တဲ့အရာတွေ bird flu တို့ဘာတို့ကနေသူတို့လုံးဝအောင်မြင်နိုင်အောင်လှုပ်ဆောင်မှုတွေကိုပြောတဲ့အခါမှာကျွန်တော်တော်တော်လေးခွန်အားရတယ်သူကတော့အသင်းတော်မှာခေါင်းဆောင်တယောက်ဖြစ်တယ်စီးပွားရေးလုပ်ငန်းရှင်ဖြစ်တယ်သူ့ရဲ့လုပ်ငန်းကချက်လုပ်ငန်းဖြစ်တယ်ချက်မွေးမြူရေးလုပ်ငန်းဖြစ်တယ်ဆိုတော့မြစ်ချနာတို့ကျွန်တော်တို့ကလေးမျိုးအထီးသူတို့စီးပွားရေးလုပ်ငန်းကိုတိုးချဲ့တယ်ဆိုတော့အဓိကစခါစားသူတယောက်တည်းပဲဒါပေမဲ့အဲ့ဒီလုပ်ငန်းအောင်မြင်ဖို့အလုပ်ကသူဘာလုပ်လဲနီးဗျူဟာသူ့ရဲ့နီးဗျူဟာတွေကိုတယောက်ပြီးတယောက်သင်ပြီးမှသူတို့အဲ့ဒီခေါင်းဆောင်နေတဲ့လူဖြည်းဖြည်းတိုးချဲ့လာတဲ့အခါမှာသူတို့ရဲ့ production ကတဖြည်းဖြည်းကျယ်ပြန့်လာပြီးမှသူတို့ကတကယ်အောင်မြင်လာတဲ့စီးပွားရေးလုပ်ငန်းရှင်တွေဖြစ်လာတယ်ဆိုတော့သူတို့လက်အောက်မှာအလုပ်သမားတွေနော်ယာနဲ့ချီပြီးရှိနေတယ်ပြီးတော့သူတို့ချက်မွေးမြူလုပ်ငန်းကိုလည်းတော်တော်များများနေရာမှာပြင်ထားတယ်ဒီလုပ်ငန်းကိုလည်းလှုပ်ဆောင်နေတယ်ဆိုတော့သူပြောရင်းနဲ့ကျွန်တော်စိတ်ထဲမှာဘာကိုသွားတရိရလဲဆိုတော့အဲ့ဒါ win-win system ပဲဖျားရှင်ကသူ့ကိုဉာဏ်ပညာပေးထားတယ်စီးပွားရေးလုပ်ငန်းအတွက်ဖျားရှင်သူ့ကိုဝန်တာတစ်ခုပေးထားတယ်လှုပ်သွားတဲ့အခါမှာသူ့ရဲ့ပညာကိုသူတဆင့်တင်ပေးလိုက်တဲ့အခါမှာသူကကြီးပွားတယ်လို့ပဲသူနဲ့ထိတွေ့တဲ့လူအားလုံးကြီးပွားပြီးမှအောင်မြင်ခြင်းရလာတာဖြစ်တယ်တလမှာ2.3 billion ကျပ်ကောင်ကြီးနော်လုပ်တယ်ဆိုတာကနည်းတဲ့လုပ်ငန်းမဟုတ်ဘူးသူနည်းသူပဲဖျားရှင်ကလေကျွန်တော်တို့ထာဝရအသက်ပေးတဲ့အခါမှာကျွန်တော်တို့တယောက်တည်းတင်ထားဖို့မဟုတ်ဘူးဖျားကကျွန်တော်တို့ကိုချစ်တဲ့အခါမှာအဲ့ဒီမေတ္တာတရားကိုကျွန်တော်တို့တယောက်တည်းပဲတင်ထားဖို့မဟုတ်ဘူးတဆင့်ဝင်ကတက်တည်ခံမှုဖြစ်တယ်ကျွန်တော်တို့ဆိုလို့ရှိရင်တော့ဂီတနဲ့တဆင့်ဝင်ကတက်တည်ခံတယ် GMI Music Mission ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဆာမာတိုင်းမှာတနေရာရောက်သွားတယ်ဒီနေ့ဆိုလို့ရှိရင်တော့ဝိုင်းမော်တို့မြစ်ချနာတို့နော်ဆရာကခိုင်နဲ့ဒီမှာဆရာမွန်ခိုင်တို့ဦးဆောင်ပြီးမှသွားကြတယ်အယောက်10ယောက်ကြော်ပေါ့နော်ဆိုတော့
အဲ့ဒီမှာဘာဖြစ်လဲဆိုတော့ဆရာတွေကတက်တီခံတဲ့အခါမှာကျွန်တော်တို့ကအဲ့ဒီမှာဝိုင်းမော်မှာတွားဖို့ရန်အတွက်တကက်ခေါင်းဆောင်ဆရာကြီးနဲ့ကျွန်တော်အားလုံးချိတ်ထားပြီးပြီကိုလည်းရန်ကုန်ဆင်းလာတယ်ကျွန်တော်တွားမယ်တကြံအတွင်းမှာရ mission team တွေတက်မယ်အဲ့ဒီမှာကျွန်တော်တို့ music မျိုးမျိုးပေါ့နော်တင်ပြီးမယ်အကုန်ပြောထားပြီးပြီအဲ့မဲ့ပြဿနာကဘာတွေ့လဲဆိုတော့ဟိုနေရာရောက်သွားတဲ့အခါဆရာတို့ဟိုနေရာရောက်သွားတဲ့အခါမှာသူ့ရဲ့တခြားလူတွေကဂျေမိုင်အဖွဲတွားဖို့ရန်အတွက်လုံးဝမသိဘူးတည်မရဘူးအဲ့ဒါနဲ့ဆမ်မွန်ခိုင်တော်မှဘာပြောလဲဆိုတော့ချက်ချင်းပြန်ချင်းစိတ်တောင်ပေါ်လာတယ်နော်ဘယ်သူကမှမသိဘူးသူတို့အဖွဲတွေ10ယောက်ကျော်တက်လာတယ်ဆရာတို့ဘာလုပ်ဖို့လဲဆိုတဲ့မိခွန်းနေဟာဒုက္ခပါပဲဒီမှာတင်တန်းပေးဖို့အကြီးကျယ်ပြင်ဆင်နေတာဒါနဲ့သူတို့ဆရာကိုပြန်ဖုံးဆက်တဲ့အခါမှာဆရာအရန်လုံများလို့မေ့သွားတာတဲ့ဆရာခါခါရဲ့လဲကျွန်တော်နောက်တယ်အေးဆရာကြီးလဲဆရာဆုမလို့ပဲမေ့တတ်တယ်တဲ့ဟာကျွန်တော်လည်းအရန်မေ့တတ်တယ်ကျွန်တော်ကဆရာခါခါကိုပြောတယ်ကျွန်တော်ကမေ့တတ်တယ်ဆိုပြီးမဲ့အဲ့လိုမျိုးယုံနိုင်ရင်မိတာမျိုးရှိရဲ့လားလို့ကျွန်တော်သူတော့အဲ့လောက်ထိတော့မစိုးသေးပါဘူးကျွန်တော်ပြောအဲ့ဒါနဲ့ဘယ်လိုလုပ်မလဲကျွန်တော်တို့ mission team တွေအရှာအားငယ်နေတယ်အဲ့မဲ့ကြားထဲမှာဘာဖြစ်လဲတော့မပြောတော့ဘူးပြန်လာတဲ့အခါမှာလူငယ်မောင်မယ်မျက်ရည်မြခွင့်နဲ့ဆရာတို့နော်ဒီတော့ကိုဟိုဘယ်လိုမျက်ရည်မြခွင့်နဲ့ပြန်ခွဲကြတာဖြစ်ဆိုတော့အဲ့ဒီကြားထဲမှာဘာဖြစ်လဲဆိုတာကတော့အားလုံးခမှန်းကြည့်လို့ရတာပေါ့နော်စတော့ကတိတော့မတိဘူးဆရာကြီးတိလိုက်တော့ဆရာကြီးကဘာများလုပ်နိုင်မလဲပုံစံမကြဟိုမကြနော်သွားလာရေးလှုပ်ရှားပုံလဲနော်ဆရာလိုမဟုတ်လဲတော့ဘာများဖြစ်မလဲလို့လူဒီထင်ပြီးမဲ့အထဲမှာရှိတဲ့ပညာတွန်တင်လိုက်တဲ့အခါတစမနော်ဟိုအပူမရှိဘဲနဲ့အကုန်ခံရတတ်ပြီးမှvocal music theory နှုတ်ကပတ်တော်နှုတ်ကပတ်တော်အကုန်ကြားတဲ့အခါမှာအဲ့ဒီတရက်ကိုတော့မှနော်အစီအစဉ်မရှိတဲ့တော့မှတရက်မှာ3နာရီတော့ကျွန်တော်ရှင်တီမဖွဲကအချိန်ရပြီးမှနောက်ဆုံးမှဘယ်လောက်ထိဖြစ်သွားလဲသိလားပြန်တဲ့အခါလူငယ်လေးတွေပေါ့နော်မျက်ရည်မဲခွဲနဲ့ဆရာတို့မပြင်ကြသေးနဲ့အဲ့လောက်ထိဖြစ်သွားတာဖြစ်တယ်ဆိုတော့ပြောပြချင်တဲ့ point ကပါလေအထဲမှာရှိတဲ့ຢာမသေးမချင်းလူမှတင်းရဲ့တန်ဖို့တည်မှာသင်တန်ဘူးလူတကာတိဖို့လို့ငါဖျားရှင်ပေးထားတဲ့ထဲထားပေးတဲ့တင်းရဲ့စုကျေးဇူးတင်မသုံးမချင်းဖျားဘုံတော်မထင်ရှားဘူးဒါကဖျားအတောင်တဆုံးရာဖျားအတောင်တဆုံးရာတွေပါလေကျွန်တော်တို့ကိုယ်တိုင်ဖြစ်တယ်ဆိုတော့နံပါတ်1ဖျားကိုတိဖို့ဖြစ်တယ်နံပါတ်2ကိုတိတဲ့ဖျားအကြောင်းကိုကဖျားကို to make him known ဖျားအကြောင်းကိုထပ်ဆင်းပြီးမှဝင်ငါတတိ Praise the Lord ကိုရင်တို့ရစာပရမဆောင်ခန်းကြီးစနစ်ထဲမှာဆိုလို့ရှိရင်တော့စုကျေးဇူးမျိုးမျိုးတွေပြောထားတယ်ပေါ့နော်ဝိညာဉ်စုကျေးဇူးတွေလည်းဂလိတိထဲမှာပြောထားတယ်ဆိုတော့ဒီနေရာမှာကိုယ့်ရဲ့စုကျေးဇူး3လေဘာဖြစ်လဲကိုကလည်း win အောင်မြင်တယ်ကိုယ့်ရဲ့ပညာကိုခံယူတဲ့လူတွေကလည်း win ဆိုတဲ့ win system ကိုဖျားရှင်ကလူတိုင်းပေါ်မှာပေးထားတာဖြစ်တယ် hallelujah 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 ဒီနေ့ Dead Sea ဆိုတဲ့ပင်လယ်တီဟာအဝင်ပဲရှိတယ်အထွက်မရှိဘူးဒါကြောင့်မို့လူတော်မပြောနဲ့သရိษံတော်မပြောနဲ့အပင်တော်မှာဒီကြီးကိုအသုံးပြုပြီးမှအသက်ရှင်ဖို့ရအသုံးပြုလို့မရဘူးဒါပေမဲ့အဝင်ရှိတယ်အထွက်ရှိတယ်လူရဲ့သဘောတဘာဝကြည့်မယ်ဆိုရင်စားရသမျှအချိန်တိုင်းရင်စွန့်ပစ်တဲ့အချိန်လည်းရှိရတာဖြစ်တယ်ဒီနေ့ဘုရားရှင်ပြထားတဲ့ဆိုကျေးဇူးတွေကိုဘုရားဘုန်းတော်ထင်ရှားဖို့လို့ငါထပ်ဆင်းပြီးမှဝင်ငါဖို့ဘုရားရှင်လိုတော်ရှိတာဖြစ်တယ်အာမင်အဲ့ဒီနေရာမှာဆရာစားချန်တယ်ဆိုတဲ့အရာတွေကိုကျွန်တော်တို့ကမလုပ်ဘဲနဲ့တည်သမျှအကုန်တင်ပေးတဲ့အခါမှာဘုရားရှင်ကောင်းချီးပေးမှာဖြစ်တယ်ဘုရားရှင်ကလမ်းဖွင့်ပေးတယ်ဆိုလို့ရှိရင်ကျွန်တော်မေလအတွင်းမှာယူရိုပနိုင်ငံသွားစရာရှိတယ်ဘာအတွက်လဲဆိုတော့ GMF ပွဲတော်ကြီးကိုကျွန်တော်ဒီနေ့ရန်ကုန်မှာမလုပ်ဘူးယူရိုပနိုင်ငံမှာလုပ်မယ်ဘာရည်ရွယ်ချက်နဲ့လဲမြန်မာပြည်သူပြည်သားတွေယူရိုပီယန်ဥရောပနိုင်ငံသားတွေတဲ့ကောင်းချီးဖြစ်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ကျွန်တော်တို့ကလွန်ခဲ့တော့2နှစ်3နှစ်ကလေးကယူပါယုံနဲ့လှုပ်ထားတာဖြစ်တယ်ဒီနေ့ရောက်နေပြီဘယ်လိုလုပ်ကြမလဲဆိုတော့ကျွန်တော်လုပ်ရမယ့်လုပ်ငန်းပါလဲဆိုတော့ဟော်လန်နိုင်ငံနယ်သာလန်နိုင်ငံမှာရှိတဲ့မ်စတန်မြို့မှာရှိတဲ့ယုံကြည်သူများအသင်းတော်၄ပါးရှိတယ်အဲ့ဒီအသင်းတော်၄ပါးကိုနိုးဆော်ဖို့ဘာအတွက်လဲအင်ရှင်လုပ်ဖို့နိုးဆော်ဖို့ဖြစ်ဆိုတော့ဟိုမှာယူရိုပနိုင်ငံမှာကျွန်တော်တရက်အသက်ရှင်နိုင်ဖို့
ယူရိုငွေ100လိုအပ်တယ်လို့ပြောတယ်။အကြောင်းလဲဆိုတော့ hotel မှာတဲပဲဆိုရင်2 star လို့3 star လို့နဲ့မနေ့စာနေ့လဲစာညစာလို့ဘူးယူရို100လောက်ကုန်တယ်လို့ပြောတယ်။ကျွန်တော်တို့ပွဲကတော့4ည3ရက်ဆိုတော့ရောက်တဲ့ပြန်တဲ့အချိန်နဲ့ဆိုရင်တော့9ရက်လောက်ကုန်မှာဖြစ်တယ်ဆိုတော့လူတစ်ယောက်မှာဒေါ်လာယူရို900ကုန်မှာဖြစ်တယ်။အယောက်100စာအတွက်9000လောက်ကုန်မှာဖြစ်တယ်။အဲ့ဒီ9000ကုန်မဲ့ကိစ္စကိုကျွန်တော်ကသွားပြီးနူးဆော်ပြီးမှခင်ဗျားတို့အိမ်ရှင်လုပ်ရမယ်ဆိုပြီးသွားနူးဆော်ဖို့ကျွန်တော်မှာ mission ဖြစ်တယ်။အဲ့ဒီ mission လုပ်တဲ့အခါကျ fund ရှာဖို့မဟုတ်ဘူး friend raising လုပ်ဖို့ဖြစ်တယ်။ fund raising မဟုတ်ဘူး friend raising ဖြစ်တယ်။အဲ့ဒီ friend ကနေဘုရားရှင် fund ပြင်ဆင်ပေးမှာဖြစ်တယ်။အာမင်။ဘာကြောင့်လဲ။ဘုရားမေတ္တာအကြောင်းကိုပြောပြဖို့ဘုရားရှင်ကျွန်တော်နှုတ်ကပတ်တော်ဝင်ငှဖို့ကျွန်တော်ဒီနှလုံးသားထဲမှာထည့်ပေးနေပြီ။ဘာအတွက်ထည့်ပေးလဲ။လူရီကအမ်စတာဒမ်မြို့မှာရှိတဲ့နော်ဒီမြို့မှာပြုတ်လို့မဲ့ပွဲကြီးအတွက်တောင်မှကျွန်တော်တို့မှာဆိုရင်ဗီဇာတင်ရတယ်အခုနယ်သာလန်တို့ဒီရှန်ကန်ဗီဇာတို့ဘာလို့တင်တဲ့အခါအရင်တော့ဂျာမနီတာယုံမှာဗီဇာတင်ရတယ်3ရက်ပဲကြာတယ်ဒါပေမဲ့အခုကတော့နယ်သာလန်တာယုံရှိနေပြီလဲရမှာရှိတယ်နယ်သာလန်နိုင်ငံဝင်မယ်ဆိုရင်နယ်သာလန်တာယုံဝင်ရတာ15ရက်ကြာတယ်ဗီဇာဟိုဟာဗီဇာ processing time မှာပြီးတော့မြန်မာငွေ96,600ပေးရတယ်ပြီးတော့ယူရိုငွေ60เนาะယူရိုငွေ60ပေးရတယ်ဆိုတော့အားလုံးကတော့2သိန်းကျော်ကျော်လောက်ကုန်တယ်ပေါ့เนาะဗီဇာရဖို့ရအတွက်အဲ့ဒါလို့ဆောင်ရတယ်နံပါတ်1နံပါတ်2ဟိုမှာလီယန်လက်မှအသွားပြန်အတွက်ဆိုလို့ရှိရင်1300နဲ့1900ကြားရှိတယ်အသွားပြန်ဆိုတော့ဘာပဲဖြစ်ကျွန်တော်တို့2000နီးပါးလောက်ကုန်မဲ့ခရီးရင်းနှီးမှသာလင်နယ်သာလန်နိုင်ငံရောက်မှာဖြစ်တယ်အမ်စတာဒမ်မြို့ကိုရောက်မှာဖြစ်တယ်အဲ့မှာယုံကြည်သူတွေဆာဒဗီလာတို့တခြားဖျားရှင်သုံးပြတဲ့လူတွေတခါမှအဲ့ဒီမြို့ကတခါမှမခေါ်ဘူးဒါပေမဲ့သူတို့စီရောက်လာတဲ့လူတွေတော့လက်ခံတယ်တော့ကိုသူတို့သွားလို့မယ်တင်ထားလို့နူးလို့တင်အတွက်အချိန်ရောက်လာပြီတင်တို့ကဒီပွဲကြီးကို host လုပ်ရမှာဖြစ်တယ်ဆိုပြီးကျွန်တော်သွားပြောဖို့ဆိုတော့ committee ကလည်းကျွန်တော်တာဝန်ပေးတဲ့အခါမှာကျွန်တော်ကလည်းတင်းတော်ခေါင်းဆောင်တွေကို Viber နဲ့စကားပြောရတယ်နော်စာတွေပို့ရတယ်ကို message ရတယ်မလွယ်ဘူးဒါပေမဲ့ကျွန်တော်အယမ်းပြောတယ်ဘာဖြစ်လို့လဲကျွန်တော်အထဲမှာရှိတဲ့ဘုရားရှင်ဝန်တာပေးထားတဲ့အရာတွေလှုပ်ဆောင်ခွင့်ရတဲ့အခါအယမ်းပြောနေတာဖြစ်တယ်ကိုမသွားဖို့တဲ့နေရာကိုမတွေ့ဖို့တွေနဲ့ကိုမတွေ့ဖို့တဲ့လူတွေနဲ့တွေ့ဆုံဖို့ဆိုတာကျွန်တော်ကအယမ်း excite ဖြစ်တယ်ဘာဖြစ်လို့လဲဘုရားပေးထားတဲ့ဆိုဂျေဇုလို့ကျွန်တော်ခံယူထားတယ်အဲ့ဒါမတုံးရင်ဘုရားနေလန်းကပါလေသင် ready မဖြစ်ရင်ရောက်ထိုင်နေတဲ့လူစာဘုရားရှင်သူတစ်ပါးကိုတုံးပြုမှာဖြစ်တယ်ဒါကြောင့်မို့ဒီနေ့ချစ်တော်ကြီးကိုမောင်တော်မများကို့မှာရှိတဲ့ဆိုဂျေဇုဟာကိုတိမ့်ဖို့မဟုတ်ဘူးဝင်ငှဖို့ဖြစ်တယ်သင်မဝင်ငှရင်ဘုရားကသင်အစင်သက်မဖြစ်ရင်သူတစ်ပါးကအတုံးပြုလိုက်မယ်အဲ့ဒီသူတစ်ပါးအတုံးပြုတဲ့အခါမှာမနာလို့မရှိနဲ့ဘာဖြစ်လို့လဲသင်ကိုယ်တိုင်မှမပွင့်တာဘုရားတောင်းတတဲ့ရာကသင်ကိုယ်တိုင်မပွင့်တဲ့အခါမှာဘုရားရှင်ကတော့ချစ်ချင်းမြတ်တာတော့မလျော့ပြီမဲ့အတုံးပြုတဲ့အခန်းကဏ္ဍလေးကတော့ဟွာချသွားတာရဘုံကြီးမင်္ဂလာရှိပါစေအဲ့ဒါနဲ့တာလင်သွားပြီးရင်ကျွန်တော်တို့ချက်နိုင်ငံတွေနော်ဝေးနိုင်ငံတွေဒန်မတ်နိုင်ငံတွေသွားမယ်ဘုံဒီဆက်ပါလေသူများတော့ဆရာတင်တန်းပေးဖို့ကျွန်တော်တို့တင်တန်းပေးဖို့ခေါ်တဲ့အချိန်လေးရှိတယ်လို့ကိုထူးဖောက်တဲ့အချိန်လေးရှိတယ်ကိုက GMF ကိစ္စဆိုတော့ကိုထူးဖောက်နေတာကျွန်တော်လာမယ်နော်ဘယ်လိုလဲအားကြမလားဒါတွေအားလုံးကကျွန်တော်ပြောတယ်ဆိုတဲ့အရာကဘာလဲဆိုတော့ဒီရွယ်ချက်အောင်မြင်ဖို့လုံးကဘုရားရှင်ကျွန်တော်ဝန်တာပေးထားတယ်တာဝန်ပေးထားတယ်အဲ့ဒီတာဝန်ကြီးပွန်းစွာကျွန်တော်လှုပ်ဆောင်ဖို့ကျွန်တော်မှာတာဝန်ရှိတယ်ဒီလိုတယောက် yes လို့ဟုတ်ကဲ့လို့ပြောခြင်းအပြင်မြန်မာပြည်သူဒါယာနဲ့ခြေပြီးတောင်းခြင်းမင်းဟာလေလုယာအဲ့ဒါဘုရားရှင်တောင်းတတဲ့အရာကဒါဥပမာလေးကျွန်တော်ပြောပြတာဆိုတော့အသင်းတော်တွေမှာတော့၎င်းမိမိတာဝန်ကျတဲ့နေရာမှာတစ္ဆာရှိတော်သူများဘုရားရှင်ကတာရွေးအသုံးပြုမဲ့အခန်းကဏ္ဍလည်းဖြစ်ပါတယ်ဒါကြောင့်ဘုရားရှင်တောင်းတတော့ယာဒီဘယ်သူလဲကျွန်တော်တို့ကိုယ်တိုင်ဖြစ်တယ်ကျွန်တော်တို့ရဲ့လုပ်ရမယ့်တာဝန်နှစ်ခုရှိတယ်နံပါတ်1ဘုရားကိုတည်ဖို့ဖြစ်တယ်နံပါတ်2ကိုတည်တဲ့ဘုရားရှင်ကိုသူတစ်ပါးတည်ဖို့လို့ငါခုမှမိမိရှိတဲ့ဆိုကျေးဇူးကိုထပ်ဆင့်ဝင်ငါဖို့ဖြစ်တယ်ဘုရားရှင်ဘုန်းကြီးမင်္ဂလာရှိပါစေဟုတ်ပြီဒီနေရာမှာဘုရားရဲ့လျှို့ဝှက်ချက်နော် the secret or the code of God ဆိုတဲ့ဘုရားရှင်ရဲ့ the secret code of God ဘုရားရဲ့လျှို့ဝှက်ချက်တချို့ဒီနေရာမှာတမန်ကျမ်းစာတချို့ဖတ်ချင်တယ်ယေရမိကျ
န်းစာတော့ကျွန်တော်ပြီးတော့မပေးထားဘူးဒါပေမဲ့ဒီနေရာမှာကျွန်တော်အနည်းငယ်ဖတ်ပြခြင်းတယ်ယေရမိအနာဂတိကျမ်း9:23တိတိကျကျနားထောင်ပေးပါဦးယေရမိအနာဂတိကျမ်း9အပိုက်ငယ်23ဖြစ်တယ်ဖျားတဲ့နှုတ်ကပတ်တော်ဖတ်ပါမယ်ငါမာထားသောအရာဟုမူကားငါစကားကိုနားထောင်ကြလောဒုတ်ပြုလျင်ယေရှုရဲ့နောက်ကနေလိုက်ဆိုပြပါငါဒီသင်တို့၏ဖျားခင်ဖြစ်မယ်သင်တို့ဒီလေငါဤလူမျိုးဖြစ်ကြလိမ့်မည်ကျွန်တော်ပဲဆက်ဖတ်ပါမယ်သင်တို့ဒီကိုအကျိုးကိုစောင့်လို့တော့ငါစီရင်သမျှသောတရားလမ်းတို့လိုက်ရကြမည်ဟုမှာထား၏နောက်ကျမ်းပိုက်တစ်ခုဖတ်ခြင်းနဲ့ယေရမိတဲ့ပဲ7အပိုက်ငယ်4ဖတ်ခြင်းနဲ့ယေရမိအနာဂတိကျမ်း7အပိုက်ငယ်4ဘုရားခင်နှုတ်ကပတ်တော်ဖတ်ပါမယ်သင်တို့ဤဘိုးဘီများ၌ငါချိန်ဆိုတော့တစ္ဆာဂတိကိုစောင့်ရမယ်အခွင့်ရှိစေခြင်းငါနောက်ကနေလိုက်ဆိုပြပါသင်တို့ဒီငါဤလူဖြစ်၍ငါဒီလေသင်တို့ဤဘုရားခင်ဖြစ်မယ်အကြောင်းကျွန်တော်ဆက်ဖတ်မယ်ငါစကားကိုနားထောင်၍ငါမာထသမျှအတိုင်းကျင့်ကြလောနောက်ထပ်ဘုရားခင်နှုတ်ကပတ်တော်ယေရမိ24အပိုက်ငယ်9ယေရမိထဲပဲ24အပိုက်ငယ်9ဆက်ဖတ်ခြင်းနဲ့24အပိုက်ငယ်9ဘုရားခင်နှုတ်ကပတ်တော်ကငါဒီထာဝရဘုရားဖြစ်ကြောင်းကိုသူတို့သိနိုင်သောစိတ်နှလုံးကိုငါပေးမယ်နောက်ကနေလိုက်ဆိုပြပါသူတို့ဒီငါဤလူဖြစ်ကြ၍ငါဒီလေသူတို့ဤဘုရားသခင်ဖြစ်လိမ့်မည်ကျွန်တော်ဆက်ဖတ်မယ်ငါထံတို့စိတ်နှလုံးအကျွမ်းမဲနဲ့ပြန်လာကြလိမ့်မည်နောက်ဆုံးတစ်ခုအနေနဲ့ယေရမိပဲ31အပိုက်ငယ်အခန်းကြီး31အပိုက်ငယ်33ဖျားခင်နှုတ်ကပတ်တော်ကိုထပ်ပြီးဖတ်လိုပါတယ်နောင်ကာလအခါဣတိလအမျိုးသားတို့၌ငါပင်အန်တော်ပြင်ငင်တရားဟုမူကားနောက်ကနေလိုက်ဆိုပြပါငါထာဝရဘုရားသည်ငါဤပင်ငယ်တရားကိုလူတို့အတွင်းထဲသို့သွင်းမင်းသူတို့နှလုံးပေါ်မှာရေးထားမည်ငါသည်သူတို့၏ဖျားဖြစ်မင်းသူတို့သည်ငါ၏လူဖြစ်ကြလိမ့်မည်ဖျားသခင်တောင်းတတော့အရာကပါလေအမြဲတမ်းတူညီတဲ့နှုတ်ကပတ်တော်ကပါလေငါသည်ပါလေငါသည်သူတို့၏ဖျားသခင်ဖြစ်မယ်သူတို့သည်သူတို့အတွက်ငါဟာသူတို့ဖျားသခင်ဖြစ်မယ်ဆိုတဲ့အကြောင်းဒီနေရာမှာနှုတ်ကပတ်ကျမ်းစာပေါ်ပြတဲ့အတိုင်းကိုပဲဘယ်လိုပေါ်ပြထားလဲဆိုတော့ငါဒီသူတို့ဤဖျားဖြစ်မင်းသူတို့ဒီလဲငါဤလူဖြစ်ကြမင်းဒါဖျားတောင်းတဆုံးပဲဟာလေလုယာဣသီလလူဒီရပောင်း40ကြာမဲ့ခရီးကိုနှစ်ပေါင်း40ကြာတဲ့အကြောင်းရင်းကဒါပဲဖျားကိုသူတို့အတွက်မဖြစ်လို့သူတို့ဒီလဲဖျားအတွက်မဖြစ်လို့အဲကြောင့်ဖျားရှင်အချိန်ဆွဲလိုက်တာဆွဲရတဲ့အကြောင်းဒီအဲ့ဒါမတိမချင်းဆွဲထားတာဖြစ်တယ်အဲကြောင့်ဒီနေ့သင်အသက်ဘယ်လောက်ရှိပြီလဲဆိုတာထက်ဘုရားသခင်အလိုတော်တိတာဘယ်လောက်ဘယ်နှစ်ဘယ်လဘယ်လောက်အတွေ့အကြုံရှိနေပြီလဲဆိုတာပိုပြီးရည်ကြည်တာပဲဟာလေလုယာငါဒီသူတို့ရဲ့ဖျားဖြစ်မယ်ဖျားရဲ့တောင်းတတော့အရာဟာဘုရားသခင်ဒီငါတို့ရဲ့ဖျားဖြစ်ကြောင်းကိုသူကဖြစ်စေချင်တာဖြစ်တယ်ပြီးတော့ကျွန်တော်တို့ဟာဘုရားသခင်လူဖြစ်ကြောင်းကိုဘုရားရှင်ကဖြစ်စေချင်တာဖြစ်တယ်ဘုရားဘုန်းကြီးရဲ့မိန့်ခွန်းရှိပါစေဘုရားရှင်တောင်းတဆုံးရာတွေပါလဲကျွန်တော်တို့ကိုယ်တိုင်ဖြစ်တယ်ကျွန်တော်တို့ဒီဘုရားသခင်ရဲ့လူဖြစ်မယ်ဘုရားသခင်ဒီကျွန်တော်တို့အတွက်ကိုယ့်ရဲ့ဘုရားဖြစ်မယ်အကြောင်းဘုရားရှင်အတောင်းတဆုံးရာဖြစ်တယ်ဆိုတာကိုဒီနေ့ပြောပြလိုတာဖြစ်တယ်ဒုတိယနဲ့နောက်ဆုံးချက်အနေနဲ့စာတန်တောင်းတဆုံးရာကပါလေနောက်တစ်ခေါက်ကျွန်တော်ပြန်မေးခြင်းနဲ့မိခွန်းစာတန်တောင်းတမဲ့အရာကဘာဖြစ်မယ်လို့ထင်လဲစိတ်ထဲမှာစဉ်းစားလိုက်ပါဦးခုနကျွန်တော်ဘုရားသခင်အတောင်းတဆုံးအရာကိုစဉ်းစားတဲ့အနာနဲ့နှုတ်ကပတ်တော်နဲ့ကျွန်တော်ဝင်လာတာတူသလားမသိဘူးတူမှာပါနော်အခုစာတန်တောင်းတဆုံးအရာကပါလေကဲစဉ်းစားကြည့်အောင်မဆုစ်ပါတယ်ဆိုလို့ရှိရင်ရေးချလိုက်အောင်ဘာများဖြစ်မယ်ထင်လဲစာတန်တောင်းတဆုံးအရာထိုရာတိနိုင်ဖို့ရန်အတွက်ဟေရှာယ14ဟေရှာယအနာဂတိကျမ်းအပိုက်ငယ်အခန်းကြီး14အပိုက်ငယ်7ကနေ15ကိုဖတ်ရအောင်နော်7ကနေ15ဖတ်ရအောင်ဆိုတော့ခဏလေးနော်ကျွန်တော်နည်းနည်းโอเคအားလုံးဖျားတဲ့နှုတ်ကပတ်တော်ဖတ်ရအောင်အိုးနာနဲ့သားမူတောက်ချေ
ကောင်းကင်ကကြားလီပြီတကားကဲဘယ်သူပြောရလဲသူပြောရလဲစာရလာပြလားစဖတ်မယ်အပီပီတို့၌နေဆက်သောတင်ဤမြေတိုင်အောင်ခုတ်လဲချင်းကိုခံရလေပြီတကားဘယ်သူပြောရလဲစာတန်ကိုပြောတာစာတန်ကိုပြောဒီလိုဆိုရင်စာတန်ကဘယ်သူလဲစာတန်ကဘယ်လိုလဲဖျားတခင်ရဲ့နေရာကိုလူချင်တော်သူဖြစ်တယ်အမှန်တကယ်ကြတော့သူဒီကောင်းကင်တမန်ဖြစ်တယ်သူရဲ့နာမည်ကလူစီဖာဖြစ်တယ်သူရဲ့လုပ်ငန်းက worship leader ဖြစ်တယ်ဝတ်ပြုကူးကွယ်ခြင်း၌ဦးဆောင်တော်သူဖြစ်တယ်ဘုရားရှင်ဒီသူ့ကိုဘယ်လောက်အထိဆိုဂျေဇုပေးတယ်လဲဆိုတာကိုဆက်ဖတ်မယ်ဆိုရင်ကျွန်တော်သိမှာဖြစ်တယ်ဒီနေ့သူ့ရဲ့လုပ်ငန်းဒါပေမဲ့ဘုရားကိုကူးကွယ်မဲ့ဦးဆောင်မဲ့ပုဂ္ဂိုလ်ကကောင်းကင်ကနေနေထုတ်ခြင်းခံတဲ့လူစီဖာဖြစ်တယ်နော်ဆိုတော့ဘာကြောင့်နေထုတ်ခြင်းခံလဲဆိုတဲ့အရာကိုသိချင်းအပြင်စာတန်အတောင့်တဆုံးအရာကိုကျွန်တော်တို့မြင်တွေ့နိုင်မှာဖြစ်တယ်အပိုက်ငယ်73ဖတ်ဒီသင်ကလည်းဆိုတော့ဒီနေရာမှာနော်သင်ကလည်းအားလုံးဖတ်ရအောင်ကဲခဏလေးရပ်ပြအောင်အင်္ဂလိပ်လိုနဲ့တော့ I will ascend to heaven လို့ပြောတယ်စာတန်ကဘာပြောလဲကောင်းကင်ဘုရားငါတက်မယ်ဆိုတော့အဲ့ဒီနေရာမှာဆက်ဖတ်မယ်ဆိုရင်ငါဆိုတဲ့ I statement ငါခောက်ပါတာဖြစ်တယ်ငါချိန်ပါတာဖြစ်တယ်အင်္ဂလိပ်လိုကတော့ဒါကတော့ I will statement လို့ခေါ်တယ်ငါဆိုတဲ့ထုတ်ပြန်ချက်၅ခုဒီနေရာမှာတွေ့တယ်ပထမစာရန်ကိုယ်တိုင်ပြောတဲ့ငါဆိုတဲ့ထုတ်ပြန်ချက်ကဘာလဲဆိုတော့သင်ကလည်းကောင်းကင်ဘုရားငါသင်ကလည်းကောင်းကင်ဘုရားငါတက်မယ်เนาะ I will ascend to heaven ဒါကစာတန်ရဲ့ထုတ်ပြန်ချက်ပထမတစ်ချက်ဖြစ်တယ်။ကောင်းပြီ။စာတန်ကကောင်းကင်ဘုရားငါတက်မယ်ဆိုတဲ့အရာကဘာကိုဆိုလိုတာလဲ။ဒီနေ့အမြင့်ဆုံးနေရာနဲ့အမြင့်ဆုံးဂုဏ်ကိုရလူတော်ကြောင့်ဒီစကားကိုပြောတာဖြစ်တယ်။နောက်တစ်ခေါက်ပြန်ပြောပြမယ်။သင်ကလည်းကောင်းကင်ဘုရားငါတက်မယ်ဆိုတဲ့အတိတ်ပဲကအမြင့်ဆုံးနေရာနဲ့အမြင့်ဆုံးဂုဏ်လူချင်းတောင်းတတဲ့အတွက်ကြောင့်ဒီစကားကိုပြောနေတာဖြစ်တယ်။ဒါကငါဆိုတဲ့ထုတ်ပြန်ချက်ပထမချက်ဖြစ်တယ်။ဒုတိယချက်ဆက်ဖတ်မယ်။ဘုရားသခင်ဤကျေတို့အပေါ်မှာငါပလင်ကိုငါချီးမြှောက်မယ်။ဟုတ်ပြီ။ I will set my throne above God's stars ဖယားရဲ့ကျေတို့အပေါ်မှာ his throne သူ့ရဲ့ပလင် he will set it သူကသူ့ပလင်ကိုသူချီးမြှောက်ဖို့ဆိုတော့သူ့ရဲ့ statement ကသူ့ရဲ့ထုတ်ပြန်ချက်ကဘာကိုဆိုလိုတာလဲအခြားသူများထက်ချီးမြှောက်ခြင်းခံလို့တော့စိတ်စာရမ်းမှာရှိတယ်အခြားသောကောင်းကင်တမန်ထက်အခြားသောပုဂ္ဂိုလ်တွေထက်အခြားသောလူတွေထက်ဘာလဲသူ့ကိုယ်သူချီးမြှောက်လို့တဲ့စိတ်ဆန္ဒရှိတဲ့ကြောင့်ဒီစကားပြောခြင်းပဲဒါကဒုတိယငါဖြစ်တယ်ဆက်ဖတ်ရအောင်မြောက်မျက်နှာဖက်ဗျာဒိတ်တော်တောင်ပေါ်မှာငါထိုင်မည် I will preside on the mountain of the gods far away in the north အရှိအနောက်တောင်မြောက်ထဲမှာလေအမြင့်ဆုံးနေရာကဘယ်နေရာလဲမြောက်ဘက်ပဲဖြစ်တယ်ချင်းပြီးမြောက်ပိုင်းဆိုရင်ကျွန်တော်မဆင်းဖို့တက်နေတာဟုတ်တယ်မလားဆိုတော့သူကနေရာရွေးတာတောင်မှအမြင့်ဆုံးနေရာမှာရွေးတာနော်အမြင့်ဆုံးနေရာကိုရွေးတာဆိုတော့ဒီနေရာမှာဆိုလို့ရှိရင်တော့မြောက်မျက်နှာဖက်ပြရိတ်တော်ပေါ်မှာငါထိုင်မယ်ဆိုတဲ့အဓိပ္ပာယ်ကဂုံအတရီနဲ့အာယုံစိုက်မှုကိုပဲသူလိုချင်တာငါသူကအမြင့်ဆုံးနေရာမှာရှိတဲ့အခါမှာသူမြိုက်အာယုံစိုက်မှုသူပဲလိုချင်တာဖြစ်တယ်ဆိုတော့ဒီနေရာမှာဒီမှာဖျားကိုရှိခုနေတဲ့လူတွေရဲ့အာယုံစိုက်မှုရှိဖို့လို့ငါဒီပလင်ကိုအနည်းငယ်တင်ရတာဖြစ်တယ်ဒီပလင်ပေါ်မှာဘသူဒီအမြဲတမ်းနေရာယူလဲ worship team ဒီအမှုတော်ဆောင်ဒီကျွန်တော်တို့ကတခါတလေလေဒီနေရာကိုမတ်တရတဲ့အခါမှာ
มัตตยะชีอาจารย์ยังพิเดเยซูคริสต์กูมามีบุญยิ่งอาเมนดีนีอากูชีมีเอาพิเดพยาชิงกูมามีบุญยิ่งจีเดจนเราเย่กงจนเราเย่ติขาจนเราก็ลกในเลยสุดอาจารย์นี่พิโอบุมบุจีซูดออาเพียสุดสกาอาเพียมีดันแต่ติขันทับบุญยิ่งจีดาพิเดพยาจีซูดอสุจีซูอาเพียจนเราอุศองควยยาเดพยาตะกี้ရဲ့จีซูแต่อาเพียนกบัดဝင်ငါခွင့်ရတယ်พยาရဲ့ကောင်းမြတ်ခြင်းအကြောင်းကိုကျွန်တော်တက်တည်ခံလို့ရတယ်ဟာလေလုယာพยาตะกี้ရဲ့ပေးထားတဲ့ဆုจีซูအပြင်ဂီတဒီကိုတီးခွင့်ရတယ်พยาရှင်จีซูအပြင်ပလင်ပေါ်မှာထိုင်ခွင့်ရတယ်ကျွန်တော်တို့ကောင်းလို့မဟုတ်ဘူးကျွန်တော်ကိုချီးမြှောက်နေတဲ့พยาကိုကျွန်တော်မမေ့ဖို့အရင်ရေးကြည့်တာဖြစ်တယ်ဟာလေလုယာအဲ့ဒါမရှိတော့တဲ့ခါမှာစာတာနဲ့မထူတော့ဘူးဘာကြောင့်လဲသူဒီဂုံအတည်နဲ့အာယုံစိုက်မှုကိုလူချင်းလုံးဒီနေရာမှာမိုးတိမ်ပေါ်တော့ငါတက်မယ်အမြင့်ဆုံးတော့ဖျားခဲ့တော့ငါအနေနဲ့စိတ်အကြံရှိလိမ့်ပြီကဲဒါကသူ့ရဲ့ထုတ်ပြန်ချက်တတိယချက်ဖြစ်တယ်စရုဒချက်ကိုကြည့်အောင်ထုတ်တော်လဲခဏလေးနော်မိုးတိမ်ပေါ်တော့ဟုတ်ကဲ့မိုးတိမ်ထိပ်ပေါ်တော့ငါတက်မင်း I will ascend above the tops of the clouds ဒါကစရုဒငါထုတ်ပြန်ချက်ဖြစ်တယ်မိုးတိမ်ပေါ်တော့တက်မယ်ဆိုတဲ့အရာကဘာလို့ဆိုတော့လဲဆိုတောက်ပါတော့ဘုံတော်ကိုလိုချင်စိတ်ရှိတာဖြစ်တယ်တောက်ပါတဲ့ဘုံတော်သူကပဲခံလိုချင်တဲ့ဆန္ဒရှိတာဖြစ်တယ်ကဲနောက်ဆုံးပြင်စမကပထမ၄ချက်ထက်ပိုပြီးအစင်းမြင့်တယ်ပထမ၄ချက်ကတော့သူများထက်ငါသားမယ်သူများထက်ငါဘုံထင်ရှားမယ်သူများရဲ့အမြင့်မှာငါရှိမယ်သူနဲ့သူများနဲ့နောက်ဆုံးအချက်ကဘလောက်ထိအန္တရာယ်ရှိလဲဆိုတော့အမြင့်ဆုံးဘုရားသခင်နဲ့နိုင်ရှင်တဲ့နော်ဒုက္ခပတ်တော်ဖြစ်တယ်ဘာလဲစဖတ်ရအောင်အမြင့်ဆုံးသောဘုရားကဲ့သို့အဲ့ဒီမှာဖျားနဲ့တန်းတူဖြစ်ချင်တာပထမလေးချက်ကတော့အတ္တစိတ်တော့ရှိပါတယ်သူများထက်တာရင်သူကျဉ်းနေတယ်ဒါပေမဲ့နောက်ဆုံးကတော့အမြင့်ဆုံးတော့ဖျားသခင်ကဲ့သို့တန်းတူဖြစ်ချင်တာငါနေမီဟုစိတ်အကြံရှိဖျားကဲ့သို့နေလို့တော့စိတ်ဖြစ်တယ်ဖျားကဲ့သို့နေလို့စိတ်ဖြစ်တယ်ဒီလောက်တောင်worship leader တယောက်ဒီလောက်တော့ဖျားတခင်ကလေသူ့ကိုတာဝန်ပေးထားပြီးမှဒီလောက်တော့ဖျားရှင်ကသူ့ကိုချီးမြှောက်ရသားနဲ့ဘာဖြစ်လို့စာတန်ကြားဆင်းနေတာအားချက်ကြောင်းပဲဆိုတော့စာတန်တောင်းတတဲ့အရာကပါလေသူ့ကိုသူချီးမြှောက်လို့တော့စိတ်ဖြစ်တယ်နောက်ဆုံးမှာဖျားကဲတော့လူလိုတော့စိတ်ဖြစ်တယ်ကဲဒီနေရာမှာကြည့်ကပောက်ကြောင်ကြည့်တဲ့အခါမှာအေဝပေါ်မှာသူဘာပြောလဲအေဝထံမှာသူဘာပြောလဲဖျားကဘာပြောလဲဒီကိုမစားနဲ့အမလေးစားလို့ရပါတယ်ဖျားကဒီအတီးကိုဘာကြောင့်မစားစီချင်လဲဆိုတော့သူကဲ့သို့မတူစီချင်လို့တားတာလေဆိုတော့ဒီမှာစာတန်ရဲ့စိတ်ထားလေစားရင်ဖျားကဲ့သို့ဖြစ်မယ်ဆိုတဲ့စကားကိုအသုံးပြုတယ်မဟုတ်လားအေဒင်ဥယျာဉ်ထဲမှာဆိုတော့အဲ့ဒီစိတ်ထားကိုဘုရားရှင်ခွင့်ပြုနေဒါပေမဲ့ကောင်းကင်ကနေသူ့ကိုမောင်းထုတ်တဲ့အကြောင်းရင်းကဘုရားကဲ့သို့နေလို့တော့စိတ်ဆန္ဒရှိတယ်ဘယ်လောက်ပဲအတုံးတော်ခံဘယ်လောက်ပဲကျွမ်းကျင်မှုရှိဘယ်လောက်ပဲဘုံတော်နဲ့ပြည်တော်လောကောင်ဘယ်လောက်ပဲသူလှုပ်စွမ်းနိုင်ရှိတော်လောကောင်ဒီနေ့ဘုရားရှင်ကဖယ်ထားတာဖြစ်တယ်ဒီနေ့ဘုရားသခင်ရဲ့ချီးမြှောက်မှုခံလို့မယ်ဆိုရင်ဘုရားရှင်ကျွန်တော်တို့ကိုစိတ်ဝင်စားတာဖြစ်တယ်ကျွန်တော်တို့ကိုစိတ်ဝင်စားတဲ့အချိန်မှာစာတန်စိတ်တဘောထားကျွန်တော်မှာမရှိဘူးအရင်ကြီးစာတန်ရဲ့စိတ်တဘောထားခုနငါဆိုတဲ့ထုတ်ပြန်ချက်၅ခုနဲ့တဏှာရမှာညှိစွန်းလို့ရတော့ဘုရားမျက်နှာတာရဖို့မလိုတော့ဘူး
ဒါကစာတန်တောင်းတတဲ့စာတန်ရဲ့အကြီးမားဆုံးတော့လက်နဲ့ထဲမှာဒါပါတယ်ဆိုတော့ကျွန်တော်သိထားဖို့ဖြစ်တယ်ဒါကဘာနဲ့တူလဲဆိုတော့ကျွန်တော်တို့ရဲ့ယန်သူရဲ့နီးပြူဟာတည်တယ်လို့ပဲဖြစ်တယ်စစ်တိုက်တဲ့အမှုမှာဆိုလို့ရှိရင်စစ်မတိုက်ခင်မှာဘာတွေလုပ်ကြလဲဣသရေလလူတွေခါနာမြို့ကိုမသိမ့်ပိုက်ခင်မှာနော်မောရှိကဘယ်သူကိုလွတ်လဲယိုရှု12ယောက်လွတ်တာဘာအတွက်လွတ်တာလဲဘယ်လိုအချီနီရှိလဲဆိုတာကိုစုံစမ်းဖို့ရအတွက်လွတ်တာဒီနေ့ဒီဖျားခင်နှုတ်ကပတ်တော်ကိုတည်ချင်းအပြင်စာတန်ကကျွန်တော်ဘယ်နေရာမှာစုံစမ်းနေလဲဆိုသူ့ရဲ့နီးဗျူဟာကိုတည်ချင်းအပြင်စာတန်အတောင့်တဆုံးအရာတည်ချင်းအပြင်ကျွန်တော်တို့အောင်မြင်ခြင်းရဖို့အကြောင်းဖြစ်သွားတာဖြစ်တယ်ဟာလေလုယာစာတန်ရဲ့နီးဗျူဟာကိုတိပြီးမှတမင်တက်ဆက်ပြီးကြဆင်းနေမယ်ဆိုရင်ဘယ်သူလိုတာလဲကျွန်တော်တို့ပဲလိုတာဖြစ်တယ်အခုခက်မှာပြည်ရဲ့ပညာရေးကိုအရင်တော့အခုကတော့အများကြီးတော့ပြုပြင်ပြောင်းလဲမှုရှိပြီဆိုတော့ကျွန်တော်သိရတယ်တချို့ဆရာတွေကလေဒါတွေလာမယ်နော်ဒါတွေလာမယ်နော်ဆိုတာအကုန်ပြောတဲ့ဆရာရှိတော့လည်းပဲပြင်းပြီးမှအောင်မလောက်ပဲဖတ်တယ်လို့ပြောမှဆိုတော့သူအောင်မလောက်ပဲဖတ်တဲ့အခါမှာဘာဖြစ်လဲမမျော်လင့်မဲ့နဲ့အေးမဝါလောက်တာဖြစ်လို့မိသွားတဲ့အခါမှာအောင်မလောက်နဲ့ပြင်ဆင်ထားတာကမအောင်နိုင်တော့ကျွန်တော်10 တန်းတုန်းကဘာသာဆုံးကုန်ထူးနဲ့ကျွန်တော်မလိုက်တော့ကျေးဇူးတော်ကြောင့်အောင်သွားတယ်ဘာသာဆုံးအောင်မှုအောင်မြင်သွားမကဂုံထုနဲ့အောင်ဖို့ဆိုတာအနည်းဆုံးကတော့အောင်မြင်မှုတော့ရသွားတယ်ဒီနေ့မြန်မာပြည်ရဲ့ပညာရေးကျွန်တော်တို့ခက်မှာဆိုလို့ရှိရင်တော့တာရီတာလာမယ်တိချကြည့်တာရီတာလို့ပြင်းနေတာငပြင်းသမားတွေနဲ့ကျွန်တော်တို့အလကားကုန်စံမလို့အောင်မလောက်ပဲဖတ်ရင်ပြီးရောဆိုတဲ့ကျွန်တော်ပုံမှန်အောင်မြင်ဒါပေမဲ့ကျွန်တော်အဲ့ဒီအရာကိုပြန်လဲပြီးသိတဲ့အခါဘာပဲဖြစ်အကောင်းဆုံးနဲ့ပြင်ဆင်မယ်ဆိုမှစံစာအကြောင်းစားတက်တဲ့အခါမှာ academic award ကိုကျွန်တော်ဆုတောင်းတယ် academic ရဖို့ဒါရှင်ကအဲ့ဒီကနေတစ်ဆင့်ရရဲ့ကောင်းမြတ်ခြင်းကိုတစ်ဆင့်ပြီးတစ်ဆင့်ကျွန်တော်မြင်တွေ့ခံစားရတယ်ပြောပြချင်တာပါလေစာတန်လက်နဲ့ကိုတည်ခြင်းအပြင်ကျွန်တော်အောင်မြင်နိုင်ဖို့အကြောင်းနှုတ်ကပတ်ကျမ်းစာထဲမှာတည်ကြဖော်ပြထားတာဖြစ်တယ်အာမင်အဲ့ဒါကိုတည်ပြီးမှထပ်ဆင့်ကြနေတယ်ဆိုလို့ရှိရင်ဒါကကျွန်တော်ထင်တယ်ဝိညာဉ်တော်ဖခင်အရန်သဘောကောင်းရင်တော့ပြန်ပြီးနှိုးဆော်မှာပေါ့နှုတ်မှုဆိုရင်တော့ကြဆင်းမှုပဲရှိရတယ်တယ်ဟုတ်တယ်မလားဆိုတော့ဘေးနာမိတ်ဆွေတကယ်ချင်းပြောပါတင်ပဲချီနေမှာရှိလေလို့ပြောပါအာမင်ဒီကောင်းပြီဒါဝိအသက်တာကိုခဏလေးချီအောင်ဒါဝိအဖျားကိုချစ်တယ်နော်သူ့မှာလဲဇာတိစိတ်တွေဝင်နေရင်ထိုင်ရင်နဲ့ဘာစိတ်ကိုပေါက်လဲမသိဘူးငါနိုင်ငံမှာဣသရေလနိုင်ငံမှာနော်စစ်အင်အားဘယ်လောက်ရှိလဲစစ်တမ်းတွေကောက်အောင်သူအမိန်ပေးလိုက်တာဗျာအဲ့ဒါဘုရားလုံးဝမကြိုက်ဘူးစစ်တိုက်တဲ့အခါမှာဘုရားတခင်သူတို့ရှိမှအမြဲတမ်းတိုက်ပေးနေတာကိုဒါဝဲကမေးသွားတယ်ငါမှာအင်အားဘယ်လောက်ရှိလဲဆိုတာကိုတစ်ချက်ကောက်ခိုင်းတာနဲ့ဘုရားရှင်ကစုလက်3 ခုရွေးခိုင်းတာတယ်အဲ့ဒီစုလက်ကဘယ်နေရာမှာရှိလဲဆိုတော့ဓမ္မရာဇဝင်ဒုတိယဆောင်အခန်းကြီး24အပိုက်ငယ်7ကနေ7ပထမစုလက်က3 နှစ်အစာကောင်းပါမှုရမယ်တဲ့ဒါဝိဒါသင်လို့ချင်းလားတဲ့နော် 2 Samuel 24:11 to 17ဓမ္မရာဇဝင်ဒုတိယဆောင်24အပိုက်ငယ်7ကနေ7နံပါတ်1က3 နှစ်လုံးအစာကောင်းပါမှုရမယ်ဒုတိယတော့3 ပတ်လုံးစစ်ပြီးဘဝဖြစ်မယ်တတိယချက်ကပါလေ3 ရက်လုံးတိုက်ပြီးမှကာလနာယောဂါရောက်မယ်ဒါဝေမင်းဒီလောက်ဘဝင်မင်းကြိုက်တဲ့တခုရွေးလိုက်တော့အယူခံလို့မရတော့ကိုရာကျွန်တော်ကိုခွင့်လွတ်ပါပြောလို့မရတော့နောက်ဆုံးမှာ3 ရက်အနာယောဂါရောက်ကိုရွေးတဲ့ခါမှာအပြစ်မရှိတဲ့ဣတိလားနော်အပြစ်မရှိတဲ့ဣတိလားဘယ်နှယောက်လဲ9,000တက်ပေးလိုက်ရတယ်ဆိုတော့ဖျားရှင်မကြိုက်ဆုံးကပါလဲသူ့ကိုပြိုင်လို့တော့စိတ်ငါဆိုတဲ့အတ္တစိတ်ပဲဖျားရှင်မကြိုက်ဆုံးအပြစ်တကားထဲမှာအကြီးဆုံးကပါငါဆိုတဲ့အတ္တစိတ်ပဲသူတွေကလေဟိုထောက်ပြန်မှုလဲကြီးမားဆုံးတော့ထင်
ကောင်းထင်တယ်ဒါပေမဲ့အဲ့ဒါထက်ကြီးတဲ့အရာက pride ဆိုတဲ့မာမနာဒီလိုဆိုရင်ဒါတွေရောကျွန်တော်ဆက်သုံးအောင်ပါလားဆက်ထားအောင်ပါလားငါတို့ဒါတွေရှိမှနည်းနည်းဂုံရှိတာလေငါတို့ဒါတွေနည်းနည်းသုံးမှလို့တဲ့ငါတို့လေးစားတာလေလူတွေလေးစားဖို့အသက်ရှင်နေတာဖျားသခင်အလိုတော်တိုက်သက်ရှင်နေပြန်လဲဆန်းစစ်ကြည့်အောင်ဟာလေလုယာဒါကြောင့်ဒီနေ့ကျွန်တော်ပြောပြချင်တာဖျားနိယာမနဲ့လူနိယာမကတုံးတဲ့လေးလိုပဲစိုက်ကားစီးတယ်လို့ပဲဘယ်တော့ခါမှမတူနိုင်ဘူးလူရဲ့နိယာမကဘဝင်ရှိနဲ့ဘဝင်နဲ့တကယ်ကိုယာထူးကုန်ထူရီနဲ့နေဖို့ဖယားနိယာမကပါလေအနှိမ့်ဆုံးသောနေရာမှာတောင်းတော့ဝတူကူမတူဘူးအဲ့လိုဆိုဖယားနိယာမနဲ့လူလောကထဲမှာဘယ်လိုအသက်ရှင်နိုင်မှာလဲစတီဗန်ဖော်တီကဘာပြောလဲဖယားကြောင့်တက်ဖို့ရန်အတွက်ကောင်းကြီးတစုံတစ်ခုရချင်လို့ဖယားကြောင့်တိတ်ရင်တင်ပလာနဲ့ပဲပြန်မယ်ဖယားဘုံထင်ရှားစိတ်ထားနဲ့သွားရင်ကောင်းကြီးတွေနဲ့တင်ပြန်မယ်ဟာလေလုယာစတီဗန်ဖော်တီကတကယ်အသုံးပြုတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဒီကနေ့ရဖို့ယူဖို့နော်မရမကတိမ့်ပိုက်ဖို့ဆိုတာမျိုးထက်ဘုရားပေးတဲ့အရာတွေကိုချစ်ချင်းမေတ္တာနဲ့ကျွန်တော်တို့ကဆက်သွားဖို့ဖြစ်တယ်ဒါကဘုရားနေရာမှာဖြစ်တယ်ဒါကြောင့်မို့ဒီနေ့စာတန်ရဲ့ကြော့ကွင်းထဲမှာကျွန်တော်တို့သူ့ရဲ့နီးပြူဟာတွေကိုသိချင်းအပြင်အောင်မြင်မှုရနိုင်ဖို့လို့ဘုရားရှင်ကျွန်တော်တို့ကိုတုံတင်ပေးထားတာပဲဒါဝိမင်းကြီးမတိုင်ကြာစင်တဲ့နေရာကဒီဒါပေမဲ့ဒါဝိမင်းကြီးကကောင်းကွက်လေးတစ်ခွဘာဖြစ်သွားလဲဆိုတော့တမန်တော်ဝတ္ထု7336မှာလာနော်ဒါဝိမင်းကြီးဒီသူ့ရဲ့သက်တာကာလပတ်လုံးလာအလိုတော်ကိုဆောင်ပြီးမှအမိတ်ဆာရောက်တယ်နော်သူ့ရဲ့အသက်တာဘဝတစ်ခုလုံးဘုရားအလိုတော်ကိုဆောင်ပြီးမှသူကဒီဆုံးသွားတယ်ဆိုမှတ်တမ်းတင်ထားတာဘယ်လိုအချီဒီပဲဖြစ်ဖြစ်ဒီနေ့ဘုရားအလိုတော်နဲ့အသက်ရှင်နိုင်တော့သူများဖြစ်ဖို့ဘုရားရှင်ကောင်းချီးပေးပါစေဒီအရာကကျွန်တော်တို့လုံးဝဘုရားရှင်တွင်တင်ထားတဲ့အရာတစ်ခုဖြစ်တယ်ဆိုတော့စာတန်ရဲ့အတောင့်တဆုံးအရာကဘာလဲငါဆိုတဲ့အရာဖြစ်တယ်ကဲအသင်းတော်ထဲမှာတာသနာထဲမှာမိသားစုထဲမှာဘာမဆိုငါပဲဖြစ်မယ်ဆိုတာဟိုမိဘတွေကတော့သူ့တောင်းနဲ့သူထိတ်မှရှိပါတယ်ဆရာတဲ့သူ့တောင်းနဲ့သူရှိပါတယ်ဒါပေမဲ့နေရာတကာငါဆိုတဲ့အရာတွေတဲ့ဖခင်ကိုပဲအမြဲတမ်းချီးမြှောက်တော်ကိုဘုရားကောင်းချီးပေးပါစေဒုတိယကစာရဲတောင်းတအရာကဟေဇကိလ28 7ကနေ7ကျွန်တော်တွေ့နိုင်တာဖြစ်တယ်ကဲအဲ့ဒီအထက်မှာခဏလေးကျွန်တော်နောက်ဆုံးအနေနဲ့ဒီကျမ်းစာကိုတစ်ချက်လောက်ကျွန်တော်ဆက်ပြီးကြည့်ရအောင်ဟေဇကိလ28 7ကနေ7ဟုတ်ပြီတဖန်ထာဝရဘုရားဤနှုတ်ကပတ်တော်ဒီငါစီတော့ရောက်လာ၍စနစ်အချင်းလူသားတို့တို့ရှင်ဘရင်အတွက်မိတန်းသောစကားကိုမွတ်၍အရှင်ထာဝရဘုရား၏အမိန့်တော်ကိုဆင့်ဆိုရသည်မှာတင်းဒီထူးဆန်းသောတစိတ်ဖြစ်၏ပညာနဲ့ပြီးဆုံး၍တင်းတဲ့ချင်းအတရေလဲဆုံးလင်းလက်ရှိအဲ့ဒါဘယ်သူပြောတာလဲတို့တို့ရှင်ဘရင်ကိုသူကစာရာနဲ့နိုင်ပြီးမှပြောနေတာပြောရမယ်ဆိုစာရန်ကိုပြောနေတာစာရန်မှာဘာအတရေရှိလဲထူးဆန်းသောပုဂ္ဂိုလ်ဖြစ်တယ်ပညာနဲ့လည်းပြည့်စုံတယ်တင်းတဲ့ချင်းနဲ့လည်းပြည့်စုံတယ်အတရေနဲ့လည်းပြည့်စုံသောအဲ့ဒီအရာတွေဘုရားရှင်ဖန်ဆင်းထားတဲ့လူစီဖာဖြစ်တယ်ပိုက်ငယ်73အေဒင်အယတ်ဖျားသခင်ဤဥယျင်တော်၌နေပြီအေဒင်ဥယျင်မှာကျွန်တော်သိတဲ့လောက်ဆိုရင်ပုဂ္ဂိုလ်၄ပါးပဲရှိတယ်ဖျားရှိတယ်အာထန်ရှိတယ်အေဝါရှိတယ်မွေရှိတယ်နော်အဲ့ဒီမွေကစာတန်ဖြစ်တယ်ဆိုတော့ဒီနေရာမှာကြည့်အေဒင်အယတ်ဖျားသခင်ဥယျင်တော်၌သူအစကတည်းကရှိတာဘယ်သူညွှန်းတာလဲစာတန်ကိုညွှန်းတာဆက်ဖတ်ရအောင်တင်ဤခေါင်းပေါ်မှာကြောက်နီဥတ္တပရိယာစိန်မြက်ဆွေကြောင်ငကားတော့နီလာမြပရမယအစရှိတော့ကြောက်မြက်အမျိုးမျိုးတို့ကိုဆောင်းလေ၏အဲ့ဒါကခဏလေး
แต่เราตมีดีสาวท่าได้ยังไงเนาะเสียงดีช่วยดีฮะล่ะตัวแต่เราตาเนี่ยมาพิจารณาสุรุชินเอทัดดอมสุรุชินตัวอัลลาห์ทรงเพียงสิ่งท่าระสุดพิอาชิงอะไรสารังกูตัวมาจากเข็มมารู้มั้ยล่ะตัวเยลูอัดด้วยพิอาชิงช่วยท่าเสพยางไปเงี้ยเสตงไปเงี้ยเสตงเสพยางช่วยเพียงเราดอปัตตาแกดีเนี่ยมาปัตตาสุดาเองเลยรู้ทำบล็อกคอร์เร่อะไรก็ทำริงพิเดทำริงสุดาก็อะไรก็ประกาศมิวสิกแกก้องบีปลุยสุดาไปไพ่ออร์แกนโนเนาะวินอินสตรูเมนต์พิเดปลุยดูดีเลยเต็มพวาดอนี่นายเป็นเต็มอภูเปลี่ยนสิ่งเลชิใจที่นี่มาเลยพิอาชิงกับสารังโกซาบีผ่านเส้นเกลียเลยมิวสิกอสงเทธาปีละตัวอัฐเอมาเทธาปีละกีตาร์อุลีลาเร่ขามากีตาร์เยตูริยาอาลงอ่ะตรงมิวเนี่ยจะรู้คุยไหนได้นับติดวินอินสตรูเมนต์ลีเน่โมตมีอายาอาลงมีมาปีมารอเตดอพอพิวลามาพิบูบีอาซาจะรู้คีย์บอร์ดเนี่ยเว้ยินดีจ้าละดูที่อะไรประกาศบงเนี่ยที่ตมีอายาอาลงพี่รอนอกจากว่าอะไร string instrument จูเนี่ยจูตัดกริยาดิอากูสุดรอไอ้ยามาพิอาชิงอะไรตู้กูเฮเชียเซติเซลีเซติเทมาเต็งอีบงอตีเนี่ยเต็งอีตูริยาอัตตันบาลันโดกูบารณาในงานโดยโชว์ชาลีบิตกาสุดรอที่นี่มาสาระอปอมา wind instrument นี่ยอ string instrument นี่ยอประกาศ instrument นี่ยออากงเทธาพิดาบ้าเจ้าเลยตูดี worship leader พิดเลยเนาะตัวพิอากูชี้เมียวแม่นี่ยามาพิอาชิงตะซารีอาโลเซนทาพิดาพิดเลยไปเงเซลีเดนีเพียงอยู่ล้วนมูดอเคโรเบนพี่อยู่เซราบิมเคโรเบนสุรากะบ่าวပြောရလဲကောင်းကင်တမန်တွေပြောတာဖြစ်တယ်ကောင်းကင်တမန်ဆိုတာဘုရားရှင်အထူးအသုံးပြုတဲ့ကောင်းကင်တမန်၃ပါးရှိတယ်နံပါတ်1ကဂါဗေလဖြစ်တယ်ဂါဗေလရဲ့တာဝန်ကပါလဲဘုရားရဲ့နှုတ်ကပတ်တော်ကိုကြီးညာတယ်ဟုတ်တယ်မလားဘုရားရဲ့နှုတ်ကပတ်တော်ကြီးညာတယ်မာရိစီမှာဒင်းနီပြုကညာဖြစ်တော်လဲအားယောက်ျားဖွားမြင်မြင်ဆိုတဲ့ပြောတဲ့သူကကောင်းကင်တမန်ဟုတ်တယ်မလားပြီးတော့ယေရှုကိုရှင်ပြန်ထမြောက်တဲ့အခါမှာမာရိကိုဒီနေရာမှာမရှိတော့ဘူးသူပြောတဲ့အတိုင်းရှင်ပြန်ထမြောက်ပြီဆိုတဲ့ပြောတဲ့လူတွေကဘယ်သူကြီးလဲဒါကဂါဗေလကိုပြောတာပြီးတော့နောက်ကောင်းကင်တမန်တယောက်ကတပားကပါလဲမိုက်ကယ်မိခေလဖြစ်တယ်မိခေလရဲ့တာဝန်ကစူတောင်းတန်ကိုနားညောင်းဖို့လို့ငါပံပိုးပြီးသူဥပမာဒန်ယေလပြပေါင်း21စူတောင်းတဲ့အခါမှာမိုက်ကယ်ကကိုကြီးပေးတာကိုကျွန်တော်တွေ့ရတယ်နောက်ကောင်းကင်တမန်ကဘယ်သူလဲလူစီဖာဖြစ်တယ်သူ့တာဝန်ကပါလဲတရားကိုရှင်းမဖို့ဒီနေရာမှာတင်းဒီဖြန့်၍လွမ်းမိုးသောခေရုဘိန်ဖြစ်လက်ဆိုတာကကောင်းကင်တမန်တယောက်လို့ဖြစ်နေတယ်အဲ့ဒီအရာကလူစီဖာကိုညွှန်နေတာဖြစ်တယ်ဆက်ဖတ်ရအောင်ငါအခွင့်နဲ့ဖျားသခင်ဤတန်ရှင်သောတောင်ပေါ်မှာနေရာကျ၍မိတောက်သောကြောက်တို့တွင်သွားလာရ၏အပိုက်ငယ်15ဖွာသောနေ့မှစ၍သင်အပြစ်ထင်ရှားသောနေ့တိုင်အောင်ပြုလီယာယာ၌ဆုံးလင်လက်ရှိ၏ဖျားရှင်ကလူစီဖာကိုစပြီးဖန်ဆင်းတဲ့အချိန်ကနေစပြီးအပြစ်မလုပ်ခင်အထိဆုံးလင်ခြင်းကိုလူစီဖာကိုပေးတာဒါပေမဲ့အဲ့ဒီဆုံးလင်ခြင်းအရာတွေကနေဖျားရှင်နှုတ်ဆောင်ခဲ့တဲ့နေ့ကပါလေအပြစ်စလုပ်တဲ့အချိန်ဖြစ်တယ်အဲ့ဒီအပြစ်လုပ်တဲ့အချိန်ကဘယ်လိုအပြစ်တွေလုပ်လဲငါဆိုတဲ့အတ္တစိတ်ငါဆိုတဲ့ I will statement ငါခုနဲ့ဘုရားရှင်နင်ထုတ်ခြင်းခံတာဆိုတော့ဒီနေ့စာတန်တောင်းတတဲ့အရာကပါလေကျွန်တော်တို့ကိုတွေးဆောင်ပြီးမှဖျားယောင်းပြီးမှငါလှုပ်လီရသမျှပါဖျားကိုမိပစ်တဲ့ဘဝနဲ့ငါလှုပ်နိုင်တယ်ဆိုတဲ့ဇာတိစိတ်ကိုအမြဲတမ်းသူ့မှာတောင်းတစိတ်ရှိတဲ့ကြောင့်နင်ထုတ်ခြင်းခံတယ်လို့သူ့ရဲ့နီးပြူဟာဒီသူ့ရဲ့လူတွေကိုဒီစိတ်ထားတွေကိုအမြဲတမ်းပေးနေတာချီမြောက်ခြင်းမရရင်စိတ်ဆိုးတယ်နေရာမရရင်စိတ်ဆိုးတယ်ဘုရားသခင်ထားတဲ့နေရာမပေးဘူးဆိုရင်စိတ်ဆိုးတယ်ဘယ်လိုမျိုးနဲ့တုံးပြန်လဲဇာတိစိတ်နဲ့တုံးပြန်တယ် Facebook ကနေပြောတယ်ဟလားဖုန်းနဲ့ရှောက်ပြောတယ် email နဲ့ရှောက်ပြောတယ်နောက်ဆုံးကဒါနဲ့တောင်လားအဲ့ဒါစာတန်
ကျွန်တော်တို့ကစာတန်လက်နဲ့အကြောင်းလေးပြောနေတာဖြစ်တယ်ဒါတွေအားလုံးအောင်မြင်နိုင်တာမေတ္တာနဲ့နေကြခြင်းဖြစ်တယ်ဟာလေလုယာဟာလေလုယာအဲ့ဒီအရာကိုဒီကျွန်တော်နောက်ဆုံးအဆုံးသတ်တော့ဘုရားတောင်းတဆုံးအရာတွေသူမှမဟုတ်ကျွန်တော်တို့ကိုယ်တိုင်ဖြစ်တယ်ကျွန်တော်လုပ်ရမယ့်တာဝန်တစ်ခုပဲရှိတယ်ဘုရားကိုတိဖို့နဲ့တိထားတဲ့ဘုရားအကြောင်းကိုဝင်ငှဖို့ဖြစ်တယ်ဝင်ငှတဲ့နေရာမှာတင်မာနရှိလို့ဘုရားရှင်တင် available မဖြစ်ရင်အစင်သိမဖြစ်ကြောက်ကိုလည်းဘုရားရှင်အသုံးပြုနိုင်တယ်မာနရှောက်မကြည့်ဘူးတင်စကားနဲ့ပြောလို့ဆိုရင်ဖင်ကောင်းတိတ်မကြည့်ဘူးဟုတ်မလားဒါပဲဘုရားတော်မပြောနဲ့ company လုပ်ငန်းတော်မှာ CEO ဒီ president ဒီဟာလား managing director စကားနားမထောင်အချိန်မရွေးဖြိုးလို့ရတာပဲဘုရားကမဖြိုးဘဲနေမလား grace ဆိုတဲ့ကျေးဇူးတော်ကာလတော်တည်ထားတယ်ဒါတွေအားလုံးတည်ထားတယ်ဘာကြောင့်လဲစာတန်တောင်းတဆုံးရဘုရားကိုမိပြောက်ပြီးဘုရားရဲ့ဘုရားကဲ့သို့နေတော့စိတ်ငါဆိုတဲ့အတ္တစိတ်သက်ရှင်ခြင်းဒီနေ့ဒါတွေအားလုံးတည်ခြင်းအားဖြင့်အရှင်နဲ့မတူတဲ့ဘဝမျိုးကိုကျွန်တော်ဆက်သွားနိုင်မှာဖြစ်တယ်အရှင်နဲ့ဘဝနဲ့မတူတဲ့ဘုရားရှင်ပြုပြင်ပြောင်းလဲခြင်းကိုကျွန်တော်ဆက်သွားနိုင်မှာဖြစ်တယ်ဘုရားရှင်နှိမ်ချတော်သူကိုချီးမြှောက်တယ်ပြီးငယ်တော့အမှုမှာတစ္ဆာရှိတော်သူဘုရားရှင်ချီးမြှောက်နေတာဖြစ်တယ်အဲ့ဒီချီးမြှောက်ခြင်းနဲ့သူတင်သွားခြင်းနဲ့ဆိုရင်စာတန်ရဲ့နီးပြူဟာတွေတောင်းတတဲ့အရာတွေဖယ်ရှားကြရအောင်ဘုရားသခင်အလိုတိုင်းလိုက်လျှောက်ကြပါစို့လို့ကျွန်တော်ခွန်အားပေးလိုပါတယ်အရောက်စီတိုင်းပေါ်မှာဘုရားကောင်းချီးပေးပါစေအာမင်လက်ခုပ်တီးလက်ဖျားနာမောချီးမွမ်းရအောင်ကောင်းပါပြီနောက်ဆုံးရဲ့နောက်ဆုံးကျွန်မဒီဒီပါတွေကိုကလန်ကဆန်ပြောတတ်တဲ့စိတ်ထားမျိုးဆရာတွေတချို့ကစကားပြောရင်လေဆရာတွေကပြောလိုက်တာ ਨੇ ပြောလို့တော့မဆုံးသူဒါတော့မဟုတ်ဘူးမဖြစ်နိုင်ဘူးမဟုတ်ဘူးအဲ့ဒါနဲ့စားတာစကားပြောတာမဟုတ်ဘူးနဲ့စားတာတချို့တွေကလေတကက် negative တွေပြောလို့တော့မဆုံးသေးဘူးမဖြစ်နိုင်ဘူးထင်တယ်အဲဒါကတော့အမြဲတမ်း reason အကြောင်းတွေအဲ့ဒီ reason တွေမလုံနိုင်တဲ့အကြောင်းတွေတဲ့ဖះကိုပဲ reason ပြောပါဖះကအဆုံးထိတောင်းလို့ဆိုတော့ကျွန်မဒီအရင်နဲ့လုံးဝမတူတဲ့ငါဘုတ်မိသားစုအတွက်ဒီပါစကားတွေနားထောင်ခြင်းအပြင်ဘုရားဘုန်းတော်ထင်ရှားစေဖို့ကောင်းဆောင်များရဲ့ယူပါရုံရှိတဲ့အတိုင်းအနောက်ရှက်ပြီးတော့သူမဟုတ်ဘဲနဲ့ဖះအလိုတော်တိုင်းလိုက်လျှောက်ခြင်းတော့ကျွန်တော်ဖြစ်ခြင်းမိမိတာဝန်ကြတဲ့နေရာမှာငါဆိုတဲ့အတ္တစိတ်တွေကိုဖြုတ်ပြီးဘုရားအလိုတော်တိုင်းဆက်သွားခြင်းနဲ့ဆိုတဲ့ဓမ္မမိတ်ဆွေများရှိတယ်ဆိုရင်ရှိတဲ့နေရာတစ်ဆယ်လောက်မှတက်ပြီးပါကျွန်တော်ဆွတ်တောင်းခြင်းနဲ့အဆုံးသတ်ကျွန်တော်ရဲ့အချိန်ပေါ့နော်ကျွန်တော်ဆုံးသတ်ခြင်းဖြစ်တယ်ဆန္ဒရှိတော်သူများခဏလေးမှတက်ပြီးပါခဏလေးဆွတ်တောင်းကြပါစို့ကိုရောယေရှုတင်တယ်ဒီမတ်တိုင်းနေတော့ကိုရောရဲ့ဓမ္မမိတ်ဆွေများကိုရောတိပါတယ်ဒီနေ့ဘယ်နေရာဘယ်အချိန်ကာလဘယ်အသက်တာဘယ်လိုဘဝမျိုးမဆိုဒီနေ့ကိုရောကိုဦးထိတ်ထားပြီးကိုရောအလိုတော်တိုင်းလိုက်လျှောက်နိုင်တော့သူများဖြစ်စီတော်မူပါကိုရောရဲ့ကိုရောရှင်အတောင်းတဆုံးအရာတွေသူတို့ကိုယ်တိုင်ဖြစ်တဲ့အရာတွေဒီနေ့သိရှိနားလဲသဘောပေါက်ခြင်းအပြင်ကိုရောကိုသိတဲ့အတိုင်းသူတစ်ပါးထံတို့သူစုဂျေဇုများနဲ့အတူအစီခံနိုင်တော့သူများဖြစ်ဖို့စာရန်ရဲ့လက်နက်ဒီစာရန်ရဲ့နီးဗျူဟာတွေသိခြင်းအပြင်အမြဲတမ်းအောင်မြင်မှုရရှိနိုင်တော့သူများဖြစ်ဖို့လို့ငါအထူးကောင်းချီးပေးသနာတော်မူပါယေရှုနာမ၌မို့ဆိုတဲ့ကျွန်တော်တို့ဒီအရင်နဲ့မတူတဲ့စိတ်ထားမျိုးနဲ့အသက်ရှင်ဖို့ဆက်ကပ်ပါ၏ဒီနေ့အရင်နဲ့လုံးဝမတူတဲ့ပြုတ်ပြင်ပြောင်းလဲခြင်းနဲ့ကျွန်တော်ဆက်ကပ်ဖို့ရှိစေဖို့ရတဲ့ဆက်ကပ်ကြပါ၏အထူးကောင်းချီးပေးသနာကျွန်တော်တို့အသက်တာအားဖြင့်ကျွန်တော်မိသားစုမှာပြုတ်ပြင်ပြောင်းလဲမှုရှိစေတော်မူပါကျွန်တော်တို့အသက်တာအားဖြင့်အသင်းတော်ပေါ်၌ပြုတ်ပြင်ပြောင်းလဲမှုနဲ့ကောင်းချီးမင်္ဂလာဖြစ်စေတော်မူပါဒါရီအားဖြင့်ကိုရောဘုန်းတော်ထင်ရှားဘလို့ငါတက်တာမြောက်ယေရှုနာမ၌ဆက်ကဆူတောင်းအနံကြပဲအဖထောင်မြတ်စွာဘုရားအားလုံးလက်ခုပ်သေးဖျားနာမောချီးမွမ်းဖျားရှင်ရောက်စေတဲ့ကောင်းချီးပေးပါစေဆုတင်ပါတယ်ဖျားခင်ရဲ့တောင်းတတဲ့အရာနဲ့စာတန်ရဲ့တောင်းတတဲ့အရာကောင်းကောင်းသိပါပြီဆိုတော့ကျွန်တော်မနစ်ပြန်အခုမှစပြီပေါ့နော်အခုမှစပြီကျွန်တော်တို့ဘေဟာမနစ်ပြန်မဟုတ်အခုကျွန်တော်တို့ဘေဟာလိုချင်တာလဲဘေနောက်ကိုလိုက်ချင်တာလဲဆိုတော့သိပြီဆိုတော့အားလုံးပဲယေရှုနဲ့ပဲဘုရားခင်ကျွန်တော်တို့အကယ်တင်ပိုင်ရှင်ယေရှုနဲ့ပဲကျွန်တော်တို့အတူနေချင်တာဖြစ်တယ်အားလုံးအဲ့လိုပဲကျွန်တော်တို့ဆန္ဒရှိမယ်လို့ကျွန်တော်ယုံကြည်တယ်ဆိုတော့အခုချိန်မှာကျွန်တော်တို့
ဖျားခင်ကောင်းခြင်းမြောက်များစွာကျွန်တော်ခံစားရတယ်ဒီကောင်းခြင်းမြောက်ကလာမြောက်များစွာတော့၎င်းဒီနေ့ကျွန်တော်ကြားနာရတဲ့နှုတ်ကပတ်တော်ကိုကျွန်တော်တို့ကျေးဇူးတော်သုံးပြန်တော်အဖြစ်ပေါ့နော်အလိုတော်ဝင်နေကျွန်တော်တို့ပြန်လည်ပြီးမှအထံတော်တို့သူဝင်ချင်းကပ်ဖို့အားလုံးကိုဖိတ်ခေါ်လို့တယ်ကျွန်တော်တို့တခြင်းဒီဆိုဟာလေလုယာဆိုတဲ့တခြင်းကိုကြွေးထားပေးပါပေါပွဲ sing hallelujah ခေါင်းစဉ်အနေနဲ့အရင်ဆုံးကျွန်တော်အလိုတော်ကိုစက်ကပ်ပါမယ်နော်ဖခင်တခင်ကိုရောကိုထူပဲကျေးဇူးတင်ပါတယ်ဒီနေ့ကိုရှင်ကျွန်တော်တို့တောင်းတတဲ့အရာများကိုကျွန်တော်တို့ကိုသိရှိလို့ကျွန်တော်နာမကိုချီးမွမ်းပါတယ်ကျွန်တော်တို့နှုတ်ကပတ်တော်အားဖြင့်ရောက်စီတဲ့တက်တာကောင်းချီးပေးလေဤလက်တွန်တင်လက်တူထီပေးတကလားဘာဖြစ်တဲ့အခုချိန်မှာတာရမီများကိုရှင်ဖျားကောင်းချီးပြီးမြောက်များစွာပေးထားခဲ့တဲ့အနေသူပြန်လည်ပြီးမှဒီကောင်းချီးမြောက်များစွာထဲမှာကိုရောအတွက်ကိုရောနိုင်ငံတော်ကိုရောဘုန်းတော်အတွက်ကိုရောနာမတော်အတွက်ပြန်လည်ယူဆောင်လာကြပါ၏ဒီအလိုတော်ကိုရှင်ဖျားကောင်းချီးပြီးတော်မူပါလက်ခံပြီးတော်မူပါအသုံးပြုတဲ့နေရာမှာလဲတကယ်ပဲကိုရှင်ဘုန်းတော်အတွက်သာဖြစ်စီပါမယ်ချောင်းနဲ့ဒီကလိုတန်းချတော့ရောက်ရှိတဲ့တာမှာတာရှိကိုရှင်ဖျားကောင်းမြတ်ခြင်းကိုရည်သွက်ချီးမွမ်းနိုင်ဖို့အတွက်ဖြစ်စီပါမယ်ချောင်းကျတော်လုံးစုံချီးမွမ်းပြီးယေရှုဖျားမြတ်တော်နာမ၌လူတော်ငင်းတဲ့အသက်တာလုံးစုံကိုပြန်လည်ပြီးဆက်ကနန်းချပါလေပါဖျားအာမင်အလုံးမတည့်ကြရအောင်အဆုံးမကျွန်တော်တို့ဆရာမရဲ့ဆရာမမောင်ရဲ့အဆုံးသက်ဆုတောင်းခြင်းပဲအဆုံးသက်ကျွန်တော်ယေရှုကိုသာကျွန်တော်ချီးမွမ်းခြင်းခံထိုက်တော်ယေရှုကိုပဲကျွန်တော်ချီးမွမ်းခြင်းအလုံးစုံပြည့်ဖို့အလုံးကိုဖိတ်ခေါ်လို့ရတယ်ယေရှုဖျားကေတင်တော်ရှိကောင်းရဲ့ကိုရောမတပါမရှိကေတင်တော်ရှိနာမတော်ဘုန်းကြီးစကားစစ်စစ်ကိုခွေမေSo hallelujah, hallelujah, Chimwanya, Lord Tiger, hallelujah, hallelujah, Jesus, it's a glory to worship, Sinner of the King. 나로 기오시게 그리스도 선노돼 불렀지 단오바마로 빛나 나를 시와 외롭게 도치지 Hallelujah, hallelujah, Chimaya, Lord Tiger, hallelujah, hallelujah, Jesus, that's a glory for us. Jesus, 예수 벽에 된 것이 된 것이 나마로 된 것이 나마로 본제스 그 마세스 그 부에네 그 마세스 그 부에네 예수 Lord Titan, hallelujah. Lord Titan, hallelujah. Hallelujah. Jesus, that's a glory. Senado de quem eu cheguei. Senado de quem eu cheguei. Cristo, tu te não é pilotinho.
စိတ်လုံးရဲ့ကိလေသာထန်တော့ပါထန်တော့ပါမတူတာအနိုင်မရှိပါတို့ကကိုချစ်ချစ်ဒီစဟာလေလုယာဟာလေလုယာစီပါလူတိုင်းto know the greater she ကောင်းကြီးကိုတက်ရောက်စေတော်မူရဲ့ထူးတော်မူသောဘုရားရှင်ဖြစ်တယ်ပါဒီကနေ့ယုံကြည်ခြင်း၌ရင်းဆန်းခြင်းဖို့လို့ငါရောက်လာကြကုန်သောကိုရောသားသမီးတို့ပေါ်မှာကိုရှင်ရဲ့ကောင်းမြတ်တော်မူခြင်းကိုဖွင့်ပြသွန်သင်တော်မူပါဟာအဖြေကိုပေးတော်မူပါဆုတောင်းတဲ့အခါနားရောက်တော်မူပါဖာဘုရားရှင်မိသားစုဝင်တိုင်းကိုလည်းကောင်းချီးပေးတော်မူပါဖာဒီကနေ့နှုတ်ကပတ်တော်ကိုသွန်သင်တဲ့အခါမှာသားသမီးတို့အတွက်ဘာကိုရွေးချယ်ရမလဲဆိုတာအဲ့ဒီနှုတ်ကပတ်တော်တရားအကြောင်းကိုတန်ရှင်းတော်ဝိညာဉ်တော်ကပေါ်ပြတဲ့ရွေးချယ်ဖို့လို့ကစိတ်ဆုံးဖြတ်ချက်ချပြီးတဲ့ခါလားဝိညာဉ်တော်ဘုရားခင်ကသာလင်သားသမီးကိုတာဝန်ယူတော်မူပါတာဝန်ယူဖို့လို့ကလက်တော်ထဲပြန်လဲဆက်ကပ်ကြတယ်ဖာဒီနေ့အတွက်ကျေးဇူးတော်လုံလောက်တယ်လို့ဝန်ခံပါတယ်ဖာအနာဂတ်အတွက်လည်းကိုရှိရဲ့မေတ္တာတော်ကျေးဇူးတော်ဂရုဏာတော်ဆက်လက်လုံလောက်လျက်ရှိအောင်ပါဖြစ်တဲ့အတွက်လည်းကျေးဇူးတော်ကျူတင်ချီးမွမ်းကြပါတယ်ဟာဒီနေ့တော့ကောင်းမြတ်ခြင်းအတွက်တို့ခံစားရတဲ့အားလုံးသောအလုံးစုံသောတည်တည်သောကောင်းချီးအပြင်ကျေးဇူးတော်ပြန်လည်ရအတွက်ချီးမွမ်းကြပါတယ်ယေရှုဖျားရဲ့မြတ်သောနာမ၌ဤဝတ်ပြုကိုးကွယ်ချီးမွမ်းခြင်းစီစဉ်ကိုရုပ်သိမ်းကြပါဖာမြတ်စွာဘုရားအာမင်အားလုံးပေါ်မှာဖျားရှင်ကောင်းချီးပေးပါစေ